ကျွန်တော်ခေါင်းစဉ်တက်ဟောခြင်းတာကကျေးဇူးကြည်လှမင်းနဲ့ဖမိဘကျေးဇူးအဖကျေးဇူးကိုကျွန်တော်ဟောပြောခြင်းဆိုတော့မဟောပြောခင်ဏ္ဍန်လေးအမြင်နဲ့ကျွန်တော်ပြောပြရစေခင်ဗျာအခုကျွန်တော်ကအသက်80ပြည့်လို့82နှစ်ထဲရောက်နေပါအံ့ဩသွားမယ်ကျွန်တော်မှာမွေးချင်း8ယောက်ရှိကျွန်တော်အဖေက82နှစ်မှာကွယ်လွန်ပါတယ်အမေက83နှစ်မှာကွယ်လွန်ပါတယ်လွန်ခဲ့သောနှစ်ပေါင်း30လောက်ကကွယ်လွန်ရှာပါတယ်အဲ့ဒီကျွန်တော်မွေးချင်း8ယောက်ထဲမှာ9ယောက်ကအသက်35နှစ်ကနေပြီး86နှစ်အတွင်းကွယ်လွန်ကြပါတယ်အသီးသီးနော်တော်တော်စိတ်ဝင်စားရကောင်းပါလေဒါပေမဲ့မပြောတော့ပါဘူးအခုလက်ရှိကကျွန်တော်အကူကြီးတယောက်နော်အငိမ့်စားညွှန်ကြားရေးမှူးသူက94နှစ်နဲ့အသက်ရှင်လျက်ရှိပါတယ်နောက်တစ်ခါအမကြီးတယောက်အပြူကြီးကျွန်တော်ရဲ့တူနေပါတယ်သူက86နှစ်ရှိပါတယ်သူလည်းအသက်ထင်ရှားရှိလျက်ရှိပါတယ်အဲ့ဒါကျွန်တော်တို့3ယောက်ပဲကျန်တော့ပါတယ်အဲ့တော့ကျွန်တော်တချို့ကမေးကြတယ်ခင်ဗျားဗျာတဲ့ဘာကြောင့်အသက်ရှိလဲဆိုတော့ကျွန်တော်ကအသက်ရှိတာမှကျွန်တော်မမျှော်လင့်တာလည်းပြုလို့လည်းရှိတယ်ရည်ရွယ်ပြုလို့လည်းရှိတာလည်းရှိတယ်လို့ကျွန်တော်ပြမျိုးပြောတာမမျှော်လင့်တာပါလဲဆိုတော့ကျွန်တော်ကမွေးလာပြီးတော့စားတက်တောက်တက်တဲ့ချင်းရဆိုအချင်းကြိုက်တယ်ခင်ဗျဘယ်လိုကြိုင်မှမသိပါဘူးအချင်းဆိုနော်မယံသီးစိမ့်တရသီးစိမ့်သာမယာသီးလျှောက်သီးအချင်းသိကြိုက်တာကြိုက်တာကဒီလိုပဲစားလာတာနော်ဒါပြည့်လွန်ခဲ့သောနှစ်ကမှနိုင်ငံတကာစေတုတင်တာဟာသူတင်တာပြုတဲ့အခါမှာအချင်းစားလာတရသီးစိမ့်မယံသီးစိမ့်ကတည်ပြီးတော့အကျိုးရှိဆိုပဲမမျှော်လင့်ပဲနဲ့နော်လူဘဝကကျွန်တော်ကအချင်းကြိုက်ချင်းကနေပြီးတော့အသက်ရှင်တဲ့ဆေးတွေစားမိတယ်အခုယုံရင်ယုံမယုံရင်နေတရသီးစိမ့်ပေါ်တိုင်းကျွန်တော်ကနေ့စဉ်တုတ်စားမယံသီးစိမ့်နေ့စဉ်စားတယ်ကျွန်တော်အချင်းမစားရင်မပိုင်ထမင်းမပေးဘူးဒါကျွန်တော်ရဲ့သဘာဝနံပါတ်2ကဘာလဲလို့ဆိုတော့ကျွန်တော်ကလက်ဖိတ်ချမ်းကြိုက်တယ်လက်ဖိတ်ချမ်းကျွန်တော်ကော်ဖီတို့လက်ဖိတ်အချိုသိမကြိုက်ဘူးလက်ဖိတ်ချမ်းဘယ်လိုကြမ်းမှမသိဘူးထမင်းစားရင်လည်းဟင်းကြုံမသားဘူးလက်ဖိတ်ချမ်းနဲ့ပဲထမင်းစားတယ်ကျွန်တော်နော်လက်ဖိတ်ချမ်းအဲ့တော့တခါသူတေသနာပြုချက်အရာနော်ကဘာမှာအနောက်တိုင်းဆရာဝန်တွေရောတရုတ်ဆရာဝန်တွေရောညှိနှိုင်းပြီးတော့ဆွေးနွေးကြဆွေးနွေးပြီးတော့ကဘာမှာအာဟာရအဖြစ်ဆုံးအရေး6မျိုးသူကထုတ်ပြန်အရေး6မျိုးနံပါတ်1ကဒါက WHO နော်ကျန်းမာရေးဌာနမှာသူကအတည်ပြုပြီးသားနံပါတ်1ကဘာလဲဆိုတော့လက်ဖိတ်ချမ်း green tea ခေါ်လက်ဖိတ်ချမ်းအာဟာရဖြစ်စေသောအသက်ရှည်စေသောအရေးတစ်မျိုးမှာပါတယ်လေခင်ဗျလက်ဖိတ်ချမ်းနံပါတ်1နံပါတ်2ကဘာလဲပဲနှုတ်ရည်လေစောဝါဘင်းဆိုချက်တဲ့နှုတ်ရည်ဖြစ်တဲ့ပဲနှုတ်ရည်နော်ပဲနှုတ်ရည်နွားနှုတ်မဟုတ်ပဲနှုတ်ရည်တဲ့နံပါတ်2ကမဟုတ်ဘူးခေါင်းတာသူတို့သူတင်နေတာပြုချက်ပေါ့နော်နံပါတ်3ကဘာလဲဆိုတော့ဒင်းချင်းတဲ့ဟာဒင်းချင်းတော့ကျွန်တော်သိကြိုက်ပဲနှုတ်ရည်လည်းကြိုက်တယ်သူကပဲနှုတ်ရဝဲရတာမလွယ်လို့မတော့ဘူးနော်ဒင်းချင်းတဲ့နံပါတ်3နံပါတ်4ကဘာလဲဆိုတော့မှုဟင်းဂျူတဲ့မှုဟင်းဂျူတဲ့တော့ကမှုဆုပ်မှုဟာတည်ပြီးတော့အသက်ရှည်တဲ့ဆုပ်ကတော့အရေးတစ်မျိုးထဲမှာပါတယ်မွေးယူနော်နံပါတ်4နံပါတ်5ကဘာလဲဆိုတော့အယိုးပြုတ်ဆွရည်တဲ့အယိုးပြုတ်တာဘာယိုးဖြစ်ဖြစ်ပြုတ်ချင်တာပြုတ်နော်ဝက်ယိုးဖြစ်ဖြစ်ကြက်ယိုးဖြစ်ဖြစ်အမဲယိုးဖြစ်ဆိတ်ယိုးဖြစ်ဖြစ်ခိုးယိုးဖြစ်ဖြစ်ပြုတ်ချင်တာပြုတ်အဲ့ဒီအယိုးပြုတ်တာဆုပ်အယိုးပြုတ်ဆုပ်ကလည်းကျမ်းမာဖို့အသက်ရှည်ဖို့မှာအရေးတစ်မျိုးဖြစ်တယ်နော်ပြီးတော့နံပါတ်6ကတော့ဗာလဲဆိုတော့ဝိုင်းအနီတဲ့ကျွန်တော်ကအီတာလီယန်ရောက်ဖူးတော့တခါလဲဝိုင်းလေးတဲပြီးတော့တောက်ခဲ့တော့တော်တော်သဘောကျဝိုင်းရပါလဲဇက်ပြက်သီးအနီကိုချက်ထားတော့ဝိုင်းသူတို့ရှိမှဝိုင်းကိုအရက်တောင်မှမခေါ်ဘူးအယ်ကိုဟောဓာတ်က900ခန်း600ခန်းလုံးပါလာအဲ့ဒီအရေး6မျိုးသည်တဲ့ရှိသမျှသောအရေးထဲမှာအာဟာရအဖြစ်ဆုံးဆိုတော့ကျွန်တော်ကမမျှော်နေပဲနဲ့လက်ဖိတ်ချမ်းကြိုက်လက်ဖိတ်ချမ်းတောက်တယ်ကျွန်တော်လက်ဖိတ်ချမ်းအမျက်တောက်ကျွန်တော်လက်ဖိတ်ဆိုင်မှာထိုင်တာတွေ့ရခဲ့မယ်ကျွန်တော်လက်ဖိတ်အချိုလက်ဖိတ်ကော်ဖီသိမ့်မသောလက်ဖိတ်ချမ်းတောက်တယ်ကျွန်တော်လက်ဖိတ်ချမ်းနောက်ပြီးတော့ကျွန်တော်အသက်ရှည်တာကျွန်တော်ပြန်ပြီးတော့စဉ်းစားတာနံပါတ်2ကဘာလဲလို့ဆိုတော့လမ်းလျှောက်တာလည်းအသက်ရှည်တဲ့
အရာတစ်ပါးတွေမှာပါပါတယ်လေဆိုတော့နိုင်ငံခြားရောဒီရှိမြတ်စွာဘုရားကိုတော်တိုင်နော်ကျွန်တော်ဟောပြောထားပါတယ်လမ်းလျှောက်ပြီးတော့နံပါတ်3ကပါလဲလို့ဆိုကျွန်တော်ကကမ္မထမ်းထိုင်တယ်အနည်းဆုံးနာယူရဲ့တနာရီထိုင်တယ်အဲ့ဒါကိုမကြသေးခင်ရပဲကျွန်တော်စောင်းလေးရှောက်ဖတ်တော့ကပ္ပစေတုတင်နာဌာနကထုတ်ပြန်လိုက်တယ်ဗျာဘယ်လိုဆို meditation နိဗ္ဗာန်တွေပါမဟုတ်တော့ meditation အာနာပါနကမ္မထမ်းထိုင်ခြင်းသည်တဲ့နော်ကျမ်းမာ၍အသက်ရှည်ခြင်းဖြစ်စေတယ်။ဘာကြောင့်သူတို့ကသုတေသနပြုတယ်။သုတေသနပြုတာဆိုတော့ဘယ်လိုလဲဆိုတော့နံပါတ်1 45မိနစ်လောက်မလုံမရှင်နဲ့ထိုင်ပြီးတော့ထွက်သက်ဝင်သက်ကိုမှန်ရှုရှိုက်နေလို့ရှိရင်လေဟိုမုန်းတက်တစ်မျိုးကတခါထွက်လာ။ကောင်းသောဟိုမုန်းတက်တွေကထွက်ပြီးတော့မကောင်းသော toxin တွေပါလို့မကောင်းသောဓာတ်တွေပါလို့ဖျက်ပစ်တယ်။အဲဒါကြောင့်မို့သူတို့ကကမ္မထမ်းထိုင်ခြင်းကိုနော်ဗုဒ္ဓဘာသာမဟုတ်ဘူးနော်အားပေးပါတယ်ကျွန်တော်တက်ပြတယ်ကမ္မထမ်းထိုင်ခြင်းအဲဒါဖြစ်နိုင်ရင်45မိနစ်လောက်ထိုင်နိုင်ရင်တော့အသက်ရှည်ချောင်ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်နံပါတ်1ချက်ကျွန်တော်အသက်ရှည်တာကျွန်တော်စဉ်းစားရတယ်ကျွန်တော်ကဆံပြူမစားဘူးခင်လုံတိဆန်စားတယ်လုံတိဆန်အသိဟာဖြစ်တာပဲနော် brown bread ဆန်ဂျုံအညိုလောက်ထားတဲ့ပေါင်မုံတို့လုံတိဆန်တို့ကသိဟာဖြစ်တာကျွန်တော်ကလုံတိဆန်နဲ့စားပါတယ်လို့ကျွန်တော်သင်ပြခြင်းပါအဲကျွန်တော်စပြီးတော့ဟောမယ်ကျွန်တော်တဏှာကြီးနည်းနည်းကြော်ရင်လည်းသိခံပါအစတော့တဏှာကြီးရောက်ပဲပြောမလို့ဟာနည်းနည်းပေးတာများတော့နည်းနည်းမြောက်ကြွဖြစ်ပို့ပြီးတော့ပြောချင်လားထုံးစံအတိုင်းပေါ့နော်အဲ့တော့ကျွန်တော်ကမိဘနှစ်ပါးရဲ့ကျေးဇူးပဲပြောချင်မိဘနှစ်ပါးကျွန်တော်ကအခုကျွန်တော်ရဲ့မိခင်ဖခင်နေအသက်နှစ်ပေါင်း30လောက်ကသေတော်လဲတနေ့မှကျွန်တော်မမေ့ဘူး။ဘာကြောင့်ဆိုတော့ဖះရှိခိုးပြီးတိုင်းအမေအဖေရဲ့ဓာတ်ပုံနှစ်ပုံအမြင်ရှိခိုးပြီးတော့အမျှတမ်းဝေလေးရှိပါတယ်မိဘနှစ်အဲ့တော့အခုနားထောင်သောပရိသတ်များမှာလဲကိုယ်စီမိဘရှိကြတာနော်မိဘမရှိတဲ့လူတွေလို့မရှိနော်လူသားတိုင်းမှာမိဘရှိကြတယ်ဒါကြောင့်ဘာသာတရားတိုင်းအကုန်ပဲမိဘကိုကျေးဇူးဆက်ဖို့မိဘကိုယူသိဖို့ဟောပြောပြီးတော့ထားကြပါဥပမာဆိုလို့ရှိရင်ဟိန္ဒူမှာဆိုလို့ရှိရင်ကာလီမေတော်နေ့အဲ့ဒါပါလေမိခင်တွေကိုကျေးဇူးဆက်တော့နေ့ကာလီမေတော်လုပ်ထားပါလေနောက်တစ်ခါအစ္စလာမ်ကကုရ်အာန်ကျမ်းမှာလဲတဏှာမှာဆိုထားပါလေကြာနာမိခင်ဖခင်တို့ကိုယူသိလေးစားလို့ရှိတယ်အစ္စလာမ်မှာလည်းရှိတယ်ခရစ်ယာန်မှာလည်းရှိတယ်နော်ခရစ်ယာန်မှာအောက်ကောင်းလိုက်တာကျွန်တော်တို့၅ပါးသီလနဲ့တူတဲ့ဟာတွေရှိတယ်နော် Thou shalt not kill 10 commandments ပညာတော်10ပါးမှာတခါတည်းသူ့အသက်မတတ်ဖို့သူ့ဥစ္စာမခိုးဘူးတွေပါတဲ့အထဲမှာလေမိခင်ဖခင်တို့ကိုလှုပ်ကြွေးလို့ပါတယ်ခရစ်ယာန်မှာကျွန်တော်ဗုဒ္ဓဘာသာကတော့ကျွန်တော်ဗုဒ္ဓဘာသာဒီဘက်မှာလည်းဗုဒ္ဓဘာသာတွေအများကြီးပါပါလိမ့်ဗုဒ္ဓဘာသာကတော့လွန်ခဲ့သောနှစ်ပေါင်း2500ကျော်လောက်တည်းမင်္ဂလာသုတ်မာတာပိတုဥပဌာနာဧတံမင်္ဂလမုဒ္ဓမံမိခင်ဖခင်တို့ကိုလှုပ်ကြွေးပြုစုခြင်းသည်မင်္ဂလာတစ်ပါးဖြစ်မင်္ဂလာဆိုတာဗာလဲကြီးပွားခြင်းအကြောင်းရင်းတရားဖြစ်တယ်မြတ်စွာဘုရားဟောထားပါတယ်ဟောတဲ့တိုင်မြတ်စွာဘုရားနံပါတ်1သူဘုရားဖြစ်တဲ့အခါမှာနော်သူ့ရဲ့မေတော်ဟောင်းဖြစ်တဲ့မေတော်ဟောင်းကနတ်ပြည်မှာမိနတ်သားဖြစ်မိနတ်သားကိုတရားကျေးဇူးဆက်ခြင်းလို့ဆိုပြီးတော့တရားသွားဟောတယ်ဘာလဲအဘိဓမ္မာတရားကိုဟောတာမိခင်ကိုကျေးဇူးဆက်ခြင်းလို့အဘိဓမ္မာတရားဟောတာအစားအဘိဓမ္မာတရားဗုဒ္ဓဘာသာပေါ်ထွန်းလာတာ3လတိနော်အဘိဓမ္မာတရားဟောတယ်ဟောပြီးတော့နတ်ပြည်ကပြန်ကြွလာတာကျွန်တော်တို့အာဂရနာကသင်္ကတ္တနဂုပြည်ကိုမြတ်စွာဘုရားဆင်းသက်တာကျွန်တော်ဒီအိန္ဒိယရောက်သွားတော့သင်္ကတ္တနဂုပြည်ဘုရားဆင်းတဲ့နေရာတောင်းမှဖူးတွေ့ခဲ့ရပါသေးတယ်နော်မြတ်စွာဘုရားအခိုင်အမာပဲခဏလေးဗုဒ္ဓတရားကိုကြည့်လို့ရှိရင် Buddhist philosophy ဆိုတဲ့အဘိဓမ္မာတရားအမြင့်ဆုံးအလေးနဲ့ဆုံးနော်သိပ္ပံပညာရှင်တွေကအစဥညွှတ်ရတဲ့တရားသည်အမိကိုကျေးဇူးဆက်ခြင်းနဲ့အတွဲပေါ်ထွန်းလာဗုဒ္ဓမြတ်စွာဘုရားနောက်တခါသူအဖကိုကျေးဇူး
ဆက်ခြင်းတဲ့အတွက်သုဒ္ဓောဒနာမင်းကြီးကိုသူကတရားဟောတယ်တရားဟောတဲ့အတွက်သုဒ္ဓောဒနာမင်းကြီးကသောတာပန်တည်တယ်နောက်သက္ကရာကအနာဂံဆိုပြီးတော့ယဟန္တာတော်ဖြစ်သွားတရားဟောတယ်ကျင့်တယ်ဗာလဲလူဝိကြောင်နဲ့ဗုဒ္ဓဘာသာသမိုင်းမှာလူဝိကြောင်နဲ့ယဟန်တော့မလုပ်ခဲနဲ့နော်လူဝိကြောင်နဲ့ယဟန္တာဖြစ်သွားတာ9ဦးရှိတယ်9ဦးထဲမှာသုဒ္ဓောဒနာမင်းကြီးပါတယ်အဲ့ဒါဗာလဲမြတ်စွာဘုရားသခင်ကသူ့အဖေကိုကျေးဇူးဆက်တာနော်ဒါကြောင့်ဘယ်လိုပဲဆက်ဆက်မြတ်စွာဘုရားသခင်ကပြောတာငါမင်းတို့ကွာအမိအဖမိမိမှနော်လုံကျွေးပြည့်စုံနေတဲ့အမိဖကိုတဲ့လက်ရဘက်မှာအဖေကိုထားအမေကိုလက်ဝဲမှာထားအမိဖနှစ်ပါးကိုပခုံးထဲမှာထားပြီးတော့ဒီမှာပဲနေဒီမှာပဲကျွေးဒီပေါ်မှာပဲကျင်ကြီးကျင်ငယ်စွန့်ပါစေတဲ့နော်အနှစ်တရာတိုက်နိုင်လုံကျွေးတော်ညာလဲမိဘကျေးဇူးကမကျေနာအဲ့ဒါကိုကျွန်တော်တို့ရှေ့ကဆရာတော်ကြီးကပြန်ကြပြဆက်ထားတယ်အဲဒီမှာကျွန်တော်တို့ကျောင်းဆုံးကအနှစ်သက်ဆုံးဖြစ်တဲ့ရှင်မရထသာရအင်းဝစာဆိုကြီးကအနှစ်900လောက်ကဆက်ထားတာဘယ်လိုလဲဆိုတော့မိကိုညာကအမေကိုနော်ညာကမိကိုညာကဖကိုလက်ဆွဲကြိုက်ဆွဲချီလျက်ပခုံးထက်ဝဲအသက်ဆုံးအောင်မြန်နိုးဆောင်၍အခေါင်အဖျားလုတ်ကျွေးညာလီမွေးဖွားပိုက်ကျူးရှေးတင်ဘူးစီကျေးဇူးလှည့်ပြိုင်မဆတ်နိုင်ခဲ့ကျေးဇူးမကြည့်တော့မိဘနှစ်ပါးပကုံးထဲမှာတင်ပြီးတော့ဒါပြီးလုတ်ကျွေးတော်မှကျေးဇူးမကြည့်နိုင်ဘူးကွဆရာတော်ကြီးကဆက်ထားပါတယ်အဲဒါကျွန်တော်တို့ကတန်တန်များကျေးဇူးဆက်ရမယ်ဆက်တော်ညာလဲတဝက်သုံးပုံတစ်ပုံလောက်တော့ကြည်ရင်ကြည်ပါလိမ့်မယ်ဘာကြောင့်ကျေးဇူးကြည်လဲကျွန်တော်တင်ပြပါဦးမယ်ခင်ဗျာနော်အဲဒီတော့ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေဟာမိဘကိုအဖေကိုမြတ်နိုးသလိုနော်နိုင်ငံခြားကအနောက်တိုင်းသားအရှေ့တိုင်းသားတရားမြတ်နိုးကြတယ်ဒါကြောင့်မလို့သူတို့ကနောက်တိုင်းမှာ Mother's Day တနေ့တစ်ချိန်တော့အမေများနေ့ရဲ့လို့ဟာအမေရွယ်သူဖိတ်ကြအမေတွေဖိတ်ကြပြီးတော့ဒင်နာကျွေးကြတယ်လက်ဆောင်ပစ္စည်းတွေကျွေးကြတယ်သချင်းတွေပါတွေဆိုကြတယ်အရက်တွေပါတောက်ကြတယ်ဘယ်လောက်ကောင်းအမေများနေ့နောက်တစ်ခါ Father's Day အဖေများနေ့ရဲ့လို့လည်းလုပ်လိုက်တယ်အမေတွေမဟုတ်ဘူးနော်ကျွန်တော်ဆရာကြီးဥဒုခအရင်ရှိတော့အမေနေ့ကိုတချို့ကမကျေနပ်ဘူးအဖေနေ့မလုပ်လို့ဟုတ်တာပေါ့အမေကျေးဇူးရှိတယ်အဖေလည်းကျေးဇူးရှိတာပေါ့နော်သူတို့က Mother's Day Father's Day ရှိတယ်နော်နောက်တစ်ခါဂျပန်ပြည်မှာဆိုလို့ရှိရင် Parents Day မိဘများနေ့ရဲ့လို့ရှိဂျပန်ဘလောက်တောင်နော်အတူယူကိုကောင်းလိုက်တယ်နောက်တစ်ခါကျွန်တော်1986ခုနှစ်မှာကားလျော်စွာအစိုးရကစီလွတ်လို့မြဝတီတိုက်မှာလုပ်နေအမေရိကန်ရောက်တဲ့အချိန်မှာထူးထူးဆန်းဆန်းတွေ့ကြုံကနေဒါမှာဘာရှိလဲဆိုတော့ဂျွန်လာမှာတဲ့နော် mother in laws and father in laws ရောက်ခမများနေတယ်ဟာတကယ်ပဲကနော်ဟုတ်တာပေါ့ရောက်ခမတွေဘယ်လောက်ကျေးဇူးတင်ဖို့ကောင်းတယ်နော်သူတို့သမီးကမွေးလို့ကျွန်တော်တို့အိမ်တော်ပြုတ်နိုင်လားကျွန်တော်တို့မွေးလို့လည်းသူတို့အိမ်တော်ပြုတ်နိုင်တယ်နော်တချို့ကရောက်ခမကိုပြည့်ရပြုတ်ကြမဟုတ်ဘူးကျွန်တော်တော့ကျေးဇူးကိုတင်ကနေဒါနိုင်ငံသူနိုင်ငံသားတွေကျေးဇူးတင်းကိုတင်တယ်နော်ရောက်ခမတွေဒါကြောင့်မို့ mother in laws and father in laws ရောက်ခမများနေ့ဖြစ်တယ်အဲ့တော့ကျွန်တော်ကပြောကြည့်ကျွန်တော်တို့မြန်မာရိုးရာဟာသပုံမြင်လေးတစ်ပုဒ်တင်ပြပါရစေခင်ဗျာတခါလေဇနီးမောင်နှံ2ယောက်ရှိဇနီးမောင်နှံ2ယောက်မှာငယ်ငယ်ရွယ်ရွယ်ပဲအသက်30ကျော်မောင်နှံ2ယောက်ပါဇနီးဖြစ်တဲ့သူကမမျှော်လင့်မဲဆုံးသွားတော့ခင်ပွန်းဖြစ်တဲ့သူကသိပြီးစိတ်ထိခိုက်တာပေါ့သူတို့တောရွာဓလေ့အတိုင်းရုပ်ကလပ်ပြင်ဆင်ထားတော့ရုပ်ကလပ်ကကတင်ကိုမှီပြီးတော့နော်ခင်ရဲ့မောက်တယောက်ထဲကိုထားခဲ့မှာမောင်ဘယ်လိုနေရပါလဲမောင်ဘယ်လိုနေရဆိုအော်ငိုးဆိုပဲငိုးရုံနဲ့မကောက်ဘူးသူ့ရဲ့ခေါင်းနဲ့ကရင်တိုင်နဲ့လဲအလောင်းစင်ပြင်သားတိုင်းနဲ့ဝင်ဆော့နော်မောင်ဘယ်လိုနေရမှာလဲမောင်ဘယ်လိုနေရမှာငိုးတယ်ဆိုပဲသူဇနီးဆုံးတာဟုတ်အဲ့တော့အနားမှလေးတဲ့ရောက်ခမကြီးကသူ့သမက်ကိုမကြည့်ရတော့ဘယ်လိုလဲဆိုတော့သူကအော်မှုလိုက်တယ်ဘယ်လိုအော်ငယ်ဆိုတော့အကြီးရဲ့သေအငယ်ကြပါသေးရဲ့လေဟာအဲ့ဒီဆိုလဲဆိုခုနငိုးနေငနေရသခါလဲအငိုရပြီးတော့
အခုလားအမေတဲ့အဲ့တော့ကျွန်တော်တို့လည်းရောက်ကမှသိပြီးတော့ကျေးဇူးတင်ဖို့ကောင်းပါလေနော်အဲ့ဒါဟာသပုံဖြစ်ပြောတာတကယ်ပါအခုအကယ်၍မိမိအိမ်မှာရောက်ခမနဲ့မသိမ့်တင်တော့သူများရှိရင်သိမ့်တင်ပါကျွန်တော်ဖြန့်ပြေးတရားဟောပြစီအမှန်တကကျွန်တော်တို့မြတ်မင်္ဂလာစာဆောင်ကထုတ်နေအနှစ်30လောက်ရှိတနေ့သောအခါတကယ်ဖြစ်ရမှန်ဖြစ်ရတခုဆောင်းမပိတ်ကျွန်တော်ကကံကံကြီးအကျိုးဆိုတဲ့ကဏ္ဍမှာထည့်အဲ့ဒီမှာဘယ်လိုလဲဆိုတော့အဲ့ဒီလူကအရာရှိကြီးတယောက်နော်တောကမိန်းကလေးတယောက်ကချောချောလှလှနဲ့သူကသဘောကျလို့ယူလိုက်တော့ကလေးမလေးဆင်းဆင်းရဲရဲကိုသူ့အမေပါလာတော့အရာရှိကြီးကမကြည့်ဘူးနော်သူဇနီးဝသာကြည်တယ်သူ့ရောက်ခါမကြည့်ဘူးဘာလို့တော့ပိုက်ဆံမရှိဘူးဂုံမရှိဘူးအမြဲနှိမ့်နေအဲ့အရာရှိနှိမ့်တော့ဘယ်တော့တော့မှဆိုးလဲဆိုတော့ तू ကအပေါ်ဓာတ်မှာသူကအိတ်ကြနှစ်ထပ်အပေါ်ဓာတ်မှာ तू ကအိမ်ပြီးတော့ညအိတ်တဲ့ခါကျတော့စီးသွားတယ်မျိုးသေးစားစီးအိုးထားလို့မနဲ့မိုးလင်းလို့ရှိရင်သူဇနီးမသွန်အောင်သူ့ရောက်ခမကိုသူ့စီးအိုးကိုသွန်ခိုင်းနေတယ်ဗျာဘလောက်တော့မှကြောက်ဖို့ကောင်းနော်အဲ့ဒါကျွန်တော်တို့ဘုရားထဲရပဲအရာရှိကြီးကတကားတဲ့ရောက်ခမမနဲ့ဆိုရောက်ခမကြီးကလည်းဆင်းဆင်းရဲရဲကိုသူ့မိခုနဲ့ကသူ့သမီးကလည်းမပြောတာသူ့ရဲ့စီးအိုးလားဆိုနောက်ပြီးတော့ရောက်ခမကြီးသိသွားမကြခင်မဲ့အဲ့ဒီအရာရှိကြီးကဆုံးတာပါလေစီးချိတ်ကင်ဆာယောဂနဲ့ဆုံးသွားတယ်လေဗျာကံကိုင်းကျိုးပဲနော်ကျွန်တော်မြတ်မင်္ဂလာမှာကြာနာနာကျွန်တော်တို့ဖော်ပြဖူးပါလေနော်ဒါကြောင့်နာသောတာဆင်သူများလဲရောက်ခမဟိုယူသေးတော်မူကြပါလို့ကျွန်တော်ကနော်ကျွန်တော်တင်ပြခြင်းပါလေကျွန်တော်လည်းရောက်ခမကိုတတ်နိုင်တယ်ယူသေးပါလေဒါပေမဲ့အခုတော့ရောက်ခမတွေကမရှိချတော့ဒီပြင်မိကိုဖောက်လေပဲယူသေးရပါတယ်ခင်ဗျာကောင်းပြီအဲ့တော့ကျွန်တော်ကဟိုကစာပေအကြောင်းနဲ့ဟောစာတွေရောကိုတွေရောကျွန်တော်ရှင်းပြီးတော့ကျွန်တော်တပုတ်ပဲပြောချင်ပါအဲ့ဒါပါလေဆိုတော့ဆရာကြီးရွှေဦးတောင်းရဲ့အဖေတို့အမေတို့ဆိုဝတ္ထုတို့ short story နော်အဲ့ဒါကကျွန်တော်ဒီ1946ခုနှစ်မှာရန်ကုန်တက္ကသိုလ်ရောက်ပါတက္ကသိုလ်ရန်ကုန်တက္ကသိုလ်စဖွင့်စမှာကျွန်တော်ကရောက်တယ်စစ်ပြီးခေတ်ကစတာဟုတ်46မှာရောက်တယ်49ခုနှစ်ရှုမွားမဂ္ဂဇင်းဂျွန်လာမှာအဲ့ဒီဝတ္ထုဖတ်လိုက်ရအဖေတို့အမေတို့ဆရာကြီးရွှေဦးတော်ကိုကွယ်လွန်တာအနှစ်20ကျော်ရှိသွားပါပြီနော်သူရေးတဲ့စာအခုတည်းကကျွန်တော်အသက်81ကြီးစွဲတာပါတယ်စွဲပြီးတော့မိဘနှစ်ပါးကိုယူသေးသောမြတ်နိုးသောချစ်ခင်သောလေးစားသောလှုပ်ကြွေးပြုစုသောစိတ်စေတယ်မများပေါ့စေပါလေခင်ဗျအဲ့ဒီကြောင့်ကျွန်တော်အဲ့ဒီဇာလန်းလေးအကျဉ်းကိုပဲပြောပြပါစေနော်အဲ့ဒီစစ်မဖြစ်ခင်အခုပရိသတ်များတော့မမွေးသေးပါဘူးကျွန်တော်တို့ကစစ်မဖြစ်ခင်မွေးတာဟောကျွန်တော်တို့တကယ်ပြလိုက်ခဲထားဖို့ကောင်းတာကိုလိုနီခေတ်အင်္ဂလိပ်ခေတ်မှီတယ်ဂျပန်ခေတ်လည်းမှီတယ်နော်လွတ်လပ်ရေးမရခင်ခေတ်လည်းမှီတယ်ဖာစာပါလာခေတ်မှီတယ်ပြီးတော့တော်လိုင်းကောင်စီဖြစ်တယ်အခုအစိုးရခေတ်ခေတ်ကြီး6ခေတ်တောင်ကျွန်တော်မှီလိုက်တယ်အဲ့ဒီကျွန်တော်တို့ဒုတိယခေတ်ကျွန်တော်ကအဲ့ဒါ7နှစ်နဲ့သားလောက်ပဲရှိပါလိမ့်မာတဲ့ဆရာကြီးရွှေဦးတောင်းကသူကတော့အသက်30လောက်ရှိဆရာကြီးရွှေဦးတောင်းဒီဇာကြီးဆရာနော်သူနာမည်ကဥဖိသိကလောင်နာမည်ရွှေဦးတောင်းသူဒီမန္တလေးကိုဆင်းလာတယ်သူဘယ်မှာလဲရွှေလီအင်းဝနာကကဏီရွာမှာတစ်ကုံတွေရဲ့သားသမီးတွေကိုအင်္ဂလိပ်စာကျူရှင်ပေးတဲ့အလုပ်ကိုလုပ်ဆရာကြီးရွှေဦးတောင်းအင်္ဂလိပ်စာသိတော်တယ်ဟိုခေတ် entrance စာမွေးအောင်ရုံနဲ့အင်္ဂလိပ်စာတကယ်ထူးချွန်တယ်နော်အဲ့တော့သူ့မှာကစာရေးဆရာအလုပ်လဲလုပ်ဝင်းမဝအဲ့တော့ကျူရှင်ပေးရတယ်အင်္ဂလိပ်စာအဲ့ဒီစစ်ကုံတွေရဲ့သားသမီးတွေကိုကျူရှင်ပေးရတယ်ကဏီရွာမှာကျူရှင်ပေးပြီးတော့သူကကျောင်းပိတ်ရဲ့နားတဲ့အချိန်မှာသူကမန္တလေးကိုဆင်းမန္တလေးမှာဖျားဖူးပြီးတော့ကဲပြန်တော့မယ်ပြန်မယ်ဆိုတော့သူကဗာလဲသင်္ဘောနဲ့မန္တလေးတာပင်နဲ့ဟိုခေတ်ကပြည်ကြီးခေတ်ကတာပင်ဆိုစာပုတ်အဲ့ဒီမှာအမြန်သင်္ဘောကြီးအဆန်သင်္ဘောကြီးနဲ့သူကလိုက်မယ်အဲ့ဒီသင်္ဘောကြီးကပဲတော့ည9နာရီလောက်သင်္ဘောကထွက်အဲ့တော့သူကအဲ့ဒီသင်္ဘောကြီးမှာထုံးစံတိုင်းပေါ့
ကျွန်တော်တို့တောင်သူလယ်သမားအလုပ်သမားတွေကတော့ရိုးရိုးတန်းမရှိရတာပေါ့တကယ်လူတွေတက်ရှိရကြရတော့ပထမကံဒုတိယကံဆိုရှိနော်ပထမဥကံမှာကဘယ်လိုတွေစီးကြလဲဆိုတော့တကယ်ဟုတ်ခေတ်ကအင်္ဂလိပ်မင်းကြီးတို့အရေးပိုင်းတို့ first class ချမ်းသာတဲ့လူစီးတယ်နော်ဒုတိယကံမှာတော့အလဲအလတ်တက်စားဘယ်လိုတွေစီးလဲဆိုတော့ဝင်တောက်တို့မြို့အုပ်တို့ငွေတော်တော်လေးတင့်တဲ့လူတွေစီးတယ်အဲတော့ဆရာကြီးရွှေဦးတော်ကကျောင်းဆရာပဲငွေလေးလက်ထဲရွှင်တာနဲ့ငါသက်တောင့်သက်သာနဲ့အိမ်ကိုပြန်မယ်ဆိုအဲ့ဒီသင်္ဘောယူသွားဘုတ်လုတ်ထားရဆင်းသွားတယ်သင်္ဘောကပထမဓာတ်ဒုတိယဓာတ်ကကြောပြီးပယ်ခန်းအောင်သွားဥက္ကမတော့တကယ်ပုဂ္ဂိုလ်ကြီးရှိတော့သူကအနားမကနိုင်ပါဘူးဒုတိယဓာတ်မှာစီမယ်ပယ်ခန်းသွားလဲသွားဟိုမှာအခန်းကအိတ်ခန်း၄ခန်းပဲရှိတစ်ခန်းမှာ2ယောက်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 8ယောက်ပဲနေတယ်အဲ့ဒီပုဂ္ဂိုလ်တွေဒီအခန်းမှာကိုယ်ခန်းနဲ့ကိုယ်နေသမင်းစားခြင်းကြတော့ရှေ့ဘက်မှာစပွဲဝိုင်းထားတယ်အဲ့မှာဝင်ထွက်စားဟိုကနေပြီးတော့သမင်းဟင်းမှာကျွေးတဲ့ဟာသူတို့ခက်ပါအဲ့တော့ဆရာကြီးရှူတောင်းကသင်္ဘောပေါ်ညနေ9နာရီတော့9နာရီမှထွက်မှာဆင်းသွားတဲ့အခါမှာနံပါတ်1အခန်းကလူပြည့်သွားပြီဘလူလဲဘိုးကဗျာအင်္ဂလိပ်နဲ့မြန်မာနော်ရတယ်ဘိုးကဗျာလင်မယား2ယောက်နော်တူကတော့ယာတုအဆင့်ရှိမှာပေါ့ဘိုးကဗျာလေးဆိုတော့အင်ဂျင်နီယာဖြစ်မလားဝန်တော့ဖြစ်မသိနော်ဘိုးကဗျာလင်မယား2ယောက်ဒီဘက်အခန်းမှာတော့ဘလူလဲဆိုတော့မြန်မာမြို့အုပ်လင်မယား2ယောက်တတိယအခန်းမှာတော့ဆရာကြီးရွှေဦးတော်တို့ကျောင်းဆရာစာရေးဆရာလင်မယား2ယောက်ဘုတ်လို့ပြီးတော့နေရာယူပြီးဟောအခန်းနံပါတ်4လစ်လတ်နေတယ်အခန်းနံပါတ်4မှာခီးသွားမယ်လူ2ယောက်ရောက်မလာသေးဆိုတော့မှ6နာရီထိုးကန်နီးလောက်မှတခါတည်းရောက်လာဘယ်လိုလူမျိုးရောက်လာဆိုတော့အဝိအစားနုံနဲ့တခါတည်းအဖွားကြီးကအသက်80နီးပါးလောက်အဖိုးကြီးကလည်း80နီးပါးလောက်အဖိုးကြီးကလွယ်ဦးကြီးနှလုံးကိုလွယ်ဟိုအစားတွေထည့်တစ်တာတော့မှမပါရှာပါဘူးအဖွားကြီးကတကောက်ဖာလေးကိုရွက်အမဲဆိုတော့အားလုံးကဒီလိုအဝိစားနဲ့ဒီလိုအသုံးဆောင်တဲ့လူဒန်းစားတွေရိုးရိုးကျွန်တော်တို့တတိယတန်းပဲလိုက်ရမှာပေါ့သူငါမှုတ်ဘူးသူတို့ကအဲ့ဒီခန်းကြီးကကြော်ပြီးတော့အမဲဒုတိယတန်းကိုလာစီးကြည့်လာစီးလို့မရဘူးဒုတိယခုနကလစ်လန့်နေတဲ့ဆရာကြီးတို့ဘေးနာအခန်းမှာဝင်လိုက်တယ်ဝင်ပြီးတော့အမဲညာချထားသူ့ကိုလိုက်ပို့တဲ့လူကလည်း3ယောက်လောက်ရှိကြည့်ရတာကတော့တောင်သူလယ်သမားဟန်တူပါတယ်တဲ့ဆရာကြီးရွှေကောင်လည်းရေးပြထားသူတို့ကသွားပြီးနှုတ်ဆက်တော့အမေတို့အဖေတို့ရေနော်ဘာကြီးတို့ကြီးတော်တို့ကျွန်တော်တို့ပြန်ပြီလူကလေးကိုပြောလိုက်ပါကျုပ်တို့ရွာကိုလည်းလာပါအောင်လို့ဆိုပြီးတော့လူကလေးနဲ့ပြောပြီးပြန်သွားတယ်အဲ့တော့အဖိုးကြီးဖားကြီးကလည်းဒီလိုအခန်းမျိုးမှာမစည်းဝင်တော့ခတ်နှိမ့်ချကြနေမှာအခန်းမှာကိုနေတော့မှအင်္ဂလိပ်ကဗျာလက်ကဘူကဗျာပေါ့လာပြီးတော့ဟာဒီလိုအခန်းမျိုးမှာဒီလိုအဝိစင်မျိုးဒီလိုအသုံးဆောင်မျိုးနဲ့လူတွေစီးရတာမဟုတ်ဘူးနော်အဖိုးကြီးအဖွားကြီးခမရတို့အခန်းမှားလိုက်ပြီထင်တယ်ခမရတို့စီးရမှာဟိုဘက်တတိယကန်းဟွာလာပြီးတော့နှင်ကြီးတော့အဖိုးကြီးဖွားကြီးလည်းထပြေးရတော့မလို့ဆက်နေရတော့နေဦးမှာသင်္ဘောစီကြီးပေါက်မဟုတ်ပါဘူးသခင်ကြီးတဲ့ဟုတ်ကဲ့သခင်ကြီးခေါ်ရတယ်ဘုကဗျာတွေဖို့တယ်နော်မဟုတ်ပါဘူးသခင်ကြီးတဲ့ဒါဒုတိယတန်းလက်မှတ်မှာဒုတိယတန်းလက်မှတ်ပေး၍စီးလာတော့နော်နှစ်ခီးတဲ့2ဥပါဆိုတော့ဘုကဗျာမကြည်နပ်ဒီလူဒန်းစားတွေငါမစီးချင်ဘူးငါပထမတန်းကိုပြောင်းစီးအောင်မယ်ဆိုတော့အရေးပိုင်နေမင်းကြီးတွေစီးတဲ့အခါသွားသေးဟိုမှာလည်းလူပြည့်ဆိုတော့ပြန်လာပြီးသူကမျက်စောင်းတစ်ခဲနေဒီလိုအခန်းမျိုးမှာတို့နဲ့အတူတူဒီဟာဆင်းရဲသား2ယောက်ကစီးရမလားပေါ့အဲ့လိုဖြစ်ဟိုကလည်းအဖိုးကြီးဘွားကြီးကလည်းဘာမှမပြောရှာပါသင်္ဘောလက်ရန်မျောပြီးတော့သင်္ဘောက9နာရီလောက်မှထွက်တော့စကိုင်းတောင်ကြီးတို့မန္တလေးတောင်ကြီးလှမ်းပြီးကြည့်ကြနော်မြို့လင်မယား2ယောက်ကလည်းဂုံငယ်သလူလိုဗမာမြို့မြန်ရတော့ဆရာကြီးရွှေဦးတော်ကကျောင်းဆရာစာရေးဆရာဆိုစိတ်ဝင်စားတယ်ဘယ်လိုပါလိမ့်စိတ်ဝင်စားနဲ့လိလာနောက်ညအိယာဝင်ညာနောက်မနေ့မူလင်း
9 8 နာရီလောက်ကြာစပွဲဖို့ရောက်လာပြီနော်စပွဲမှာခုနက8ရောက်ဆိုထွက်လာတယ်ကြာပေါင်မုံမိခင်နဲ့အထောပတ်သုံးနဲ့ကော်ဖီနဲ့တိုက်ကြကျဲဥပြုံးနဲ့ဟိုခေတ်ကအဲ့ဒီသင်္ဘောစီးလို့ရှိရင်အဲ့ဒီတန်းတွေမှာအင်္ဂလိပ်စာတွေကျွေးလို့ရှိတာဟုတ်အဲ့ဒါနဲ့မနေ့ဖက်မှာ8 နာရီလောက်မှာကော်ဖီနဲ့ပေါင်မုံတိုက်တယ်ကျွေးတယ်ဆိုတော့ခုနကအဖိုးကြီးကအဖွားကြီးကမစားတတ်ဖြစ်ဘယ်လိုလှုပ်စားအဖိုးကြီးဟဲ့နေဦးတော့ကြည့်အောင်မယ်သူတို့ဘယ်လိုလှုပ်စားလဲငါကြည့်ရမယ်ဆိုတော့တခါလဲပေါင်မုံကိုယူထောပတ်သုတ်ပြီးတော့မှချာစားအမဲလွဲပါလေကွာဆိုပြီးအဖိုးကြီးကစားပြအဖွားကြီးလည်းစားအမဲဟန်ကြနော်ပေါင်မုံထောပတ်သုတ်နဲ့ကော်ဖီနဲ့မသောက်ကြပြီးတော့ဒါပေမဲ့10 နာရီခွဲ17 နာရီလောက်ကြာရောပြဿနာဖြစ်လေဘာပြဿနာလဲတခါလေဟိုခေတ်ကတော့အင်္ဂလိပ်အစာပဲကြွေးတာဟုတ်သိမောပေါ့တခါလေ chicken roast ကျက်သားကြော်နှပ်ပေါ့နော် chicken roast တပွဲ8 ယောက်တည်းချာဒီဘက်ကလည်းအာလူပြုတ်တွေပါလေနဲ့ချာပြီးတော့လည်းပေါင်မုံတွေပဲချာပြီးတော့ chicken roast ကိုစားဖို့ကတစ်ဖက်ကခရင်တစ်ဖက်ကဒါပဲချာနော်ဟာစားကြည့်တမ်းပြီး8 ယောက်ဝိုင်းနဲ့ထိုင်လိုက်ကြတော့အဖိုးကြီးကခက်နေနော် chicken roast ကိုခရင်နဲ့ဓာတ်နဲ့စားဖို့ဆိုတာမလွယ်ဘူးနော်ဒါပေမဲ့သူ့ရဲ့ရှင်မဟာသူတို့ဘယ်လိုလုပ်ကြမလဲဟာနေဦးငါအရင်စားပြမယ်ပြီးတော့ကနေလိုက်စားဆိုတော့အဖိုးကြီးကသူတို့စားလာကြည့်လိုက်တယ်ဆရာကြီးရွှေဦးတော်တို့အပါဝင်ဒီပြင်လူ6 ယောက်ကတော့စားကြတော့ဗောchicken တို့ကိုတခါလဲကြက်သားပေါင်ကြီးကိုဖြစ်ကြက်သားရေကိုဖြီးကိုခင်းနဲ့ထိုးလိုက်ဓာတ်နဲ့လှိဒီကစားလိုက်အာလူပြုတ်ကလေးထုတ်စားလိုက်ရတာဗောအဖိုးကြီးကသူကြည့်ပြဟုတ်ပြီဘာခက်နော်ဘယ်ဘက်ကခရင်ကိုကင်လဲညာဘက်ကဓာတ်ကိုကင်နေပြီးမှလှိတာဓာတ်တွေကလည်းဒီလိုစားဘူးမှာဗောခါဓာတ်တွေကထက်တယ်မခတ်တုံးလုံးပဲပေးရပဲလေစိတ်ဆိုဝုန်းဆိုတခါလဲကြက်ပေါက်ပကံနဲ့ထွက်ကြသွားဟာထွက်လေကြသွားရောအင်္ဂလိပ်ဘူကာပြလင်မြောက်ဟာဆိုကြီးသရောအဲ့တော့မြို့မြန်မာမြို့လင်မြန်းနှစ်ယောက်ကလည်းမျက်နှာငယ်လေးဂုံငယ်တယ်ပေါ့မျက်မကောင်းဆရာကြီးရွှေဦးတော်လို့လင်မြန်းတော့စိတ်ဝင်စားတော့ကြည့်အဲ့တော့ဘူကာပြဟာတဲ့ကြီးရောအဖိုးကြီးကဘာပြောကြလဲဒီမဲနဲ့သခင်ကြီးတို့ကျုပ်ကဖြစ်မလားလို့တော့ကြိုးစားတာပဲတဲ့မဖြစ်တာတော့ကျုပ်တို့အပြစ်မဟုတ်ပါဘူးဗျာဟုတ်တယ်လို့ဖြစ်မလားလို့ဆိုကြိုးစားတယ်လေမဖြစ်တာတော့ကျုပ်တို့အပြစ်မဟုတ်ပါဘူးဗျာကဲရှင်မကြီးမစ္စစားတဲ့သူစားပြီးတော့ဆိုလက်နဲ့တစ်ခါလဲချက်ပေါင်ကတ်စပွဲပေါ်ကြားတယ်ချက်ပေါင်ကြီးဘာကန်နဲ့ပြန်ထက်ပြန်တော့စားသူရှင်မလည်းစားအကုန်စားကြဟိုလူတွေစားနိုင်တာလည်းပူစားနိုင်ဟိုလူတွေကဇွန်ခရင်နဲ့ဆိုတော့တန်ယုံပြီးတော့စားရတာအယူနာမှာကြိုက်နေတဲ့အသားတော့မစားဘူးနော်သူကပါအယူနာမှာကြိုက်နေအသားစားလိုက်အယူစုပ်လိုက်ချင်းစီတွေပါတော့စုပ်လို့ရတယ်လက်နဲ့ပါအားရပါရသူစင်းကြီးပေါင်းနဲ့စားတော့မှအင်္ဂလိပ်ကဗျာကသတိရဟာငါမှားသွားပြီတဲ့ပြီးတော့မှကျွန်တော်ပြောမယ်ငါမှားသွားပြီမြန်မာဓလေ့ကလက်နဲ့ပဲစားကြတာနော်ဒါကိုငါဟာရှုပ်ချပြစ်တင်လို့ရှိရင်ငါဟာလူကြီးလူကောင်းပဲဟုတ်တော်မလဲနော်လူကမှားပြီမဲ့ငါမှားသွားပါပြီပြစ်သွားပြီသူရိုးသေးသေးနဲ့ဆက်ဆံအဲ့တော့လက်နဲ့စားတဲ့ပတ်သက်တဲ့ကတိကိုကျွန်တော်ပြောပြရစေကျွန်တော်တို့မြန်မာနိုင်ငံသားတွေလက်နဲ့စားတယ်အိန္ဒိယကိုရောက်ခုတဲ့အိန္ဒိယမှာလက်နဲ့ပဲစားတာပဲနော်ကျွန်တော်ကပူအိုက်တဲ့နိုင်ငံကလက်နဲ့ပဲစားတယ်ဟိုကအေးတော့တရုတ်တွေကြတော့တူနဲ့စားတယ်ဂျပန်တွေလည်းတူနဲ့စားတယ်ကိုရီးယားလည်းတူနဲ့စားတယ်သူကချမ်းသာဟုတ်ကျွန်တော်မချမ်းဘူးလက်နဲ့စားတာအဲ့ဒါပတ်သက်လို့ကျွန်တော်တင်ပြပြစစ်ပီးစာ46ခုနှစ်ကျွန်တော်ကတောက်လျှောက်ကျွန်တော်ကန်ကြီးရောက်ဆိုရတောမျိုးလေးရမွေးတောသားပါပသိမ်မာလည်းကြီးပြင်းတာ15နှစ်လောက်ပသိမ်သားဆိုပြီးတောသားပါပဲနော်တောက်လျှောက်ပသိမ်မျိုးသားကိုတောသားအားလုံးကျွန်တော်ကလက်နဲ့ပဲစားတာတမစားရဲ့နော်ဒီကမိတ်ဆွေတော့မသိဘူးနော်ကျွန်တော်လက်နဲ့ပဲစားတခါ46ခုနှစ်တက်ကတူလဲရောက်ခေါ်ရန်ကုန်တက်တူရောက်ဟိုကမှုတ်ခွေဘာနဲ့စားဇွန်ခင်းနဲ့စားမယ်စားလာကြည့်တော့ဟာကျွန်တော်တို့လည်း
ဇွန်ခင်းနဲ့ကျူးစားစားတော့ဇွန်ခင်းနဲ့ကျူးစားစားဒါပေမဲ့ထမင်းဝရတယ်လို့မထင်ဘူးတက်လာတော့အားမရဘူးလားနော်လက်နဲ့သာစားရင်ဒါပဲကြည့်ရကိုလိကျောင်းသားဆိုတော့အမေသူတို့ဇွန်ခင်းနဲ့စားတော့ငါတို့လည်းဇွန်ခင်းနဲ့စားမှာစားအားမရတခါတလေစိတ်သားမနုတာဖယ်နေဝုန်းဆိုစိတ်သားပြုတ်ကြတာဒါလည်းဟိုလူကြီးပြန်ပြကောက်တယ်နှစ်တုံးပဲပေးတာတတုံးပြောက်သွားဘယ်ဖြစ်မလဲအဲ့ရောစားလိုက်လို့နော်ကျောင်းပိတ်ရဲ့ကြတော့နည်းနည်းကောလိကျောင်းသားကျွန်တော်ဘဝင်မြင့်ပေါ့ဟာကောလိကျောင်းသားငါစုံခင်းနဲ့ကောလိမှာစားတာအဖေမေးရပြင်ဟိုမှာတခါရခါကုန်းအောင်ရှာပြီးတော့ပို့နေနော်ကျွန်တော်ပြင်အောင်မဲဘဝင်နေမြင့်တော့ပသိမ်ပြန်ကျောင်းပိတ်ရဲ့ပသိမ်ပြန်တော့ကျွန်တော်ထမင်းစားထုံးစံတိုင်းကျွန်တော်အမေဖေတွေရောကျွန်တော်မိသားစုကလက်နဲ့ပဲစားကျွန်တော်အမေဖေတို့ကျွန်တော်လက်နဲ့မစားချင်ဘူးကျွန်တော်ကိုလိမှာဇွန်ခင်းနဲ့စားလိရှိတာဇွန်ခင်းနဲ့ပဲစားရင်လည်းလက်မဆေးရဘူးလို့ဟန်ကြရဲ့ဆိုတော့အမေကငါသားရဲ့မင်းကတက်တက်လုံးလက်နဲ့စားနေလက်နဲ့ပဲစားပါကွာဟာမဟုတ်အမေကျွန်တော်ဇွန်ခင်းနဲ့စားမယ်ကဲစားတို့ဟိုမှာဧည့်သည်ဆောင်နေလာရင်ကျွေးဖို့ဆိုရင်ဇွန်ခင်းနှစ်စုံတော့ရှိတယ်မင်းတစ်စုံယူစားတစ်စုံစားရကျွန်တော်ပထမဇွန်ခင်းနဲ့ကျွန်တော်အမကြီးတို့ပါလို့ညာတို့ကလက်နဲ့စားတာကျွန်တော်ခတ်ကြွားကြဇွန်ခင်းနဲ့စားကျွန်တော်အမေကြီးပြုတ်နောက်တနေ့လည်းကြောင်းအမေကပါချက်တော့နန်းတလုံးသီးချင်ယူချက်ချီတော့နန်းလူချင်းဟာဘယ်လိုလုပ်စားမှာကျွန်တော်စားကြည့်ပါနော်နန်းလူဆိုတာတစ်ခါချင်းနဲ့ပွားနဲ့ချစ်ချွာပြစားတာပယ်တတ်နိုင်မဲ့ဇွန်နဲ့ချစ်စားလို့မမိဒါနဲ့ဇွန်ခင်းလေးအသာချလက်နဲ့စားတယ်နော်အဲ့ဒါကြောင့်မြန်မာဟာလက်နဲ့စားတာပါပဲနောက်မှအခုမှခစ်မိပြီးတော့ဇွန်ခင်းနဲ့စားနေကြကျွန်တော်တို့အစင်လားလက်နဲ့စားတာအဲ့ဒါနဲ့ပတ်သက်ကျွန်တော်တစ်ခါပြောပြစီကျွန်တော်ဒီမြောက်ဝတီတိုက်မှာအက်ဒီတာချုပ်လုပ်နေတော့မှဂျာမန်ပါမောက်ခနှစ်ဦးလာဂျာမန်အမျိုးသမီးကြီးရဲ့ဝဝဂျာမန်ကြီးရဲ့လာတယ်လာပြီးတော့ကျွန်တော်နဲ့မိတ်ဆက်တယ်မြန်မာစာပေအကြောင်းဘာကြောင့်မေးလို့ကျွန်တော်လည်းသူကအင်္ဂလိပ်ကိုတတ်တာပြောပြီးတော့ကျွန်တော်ကခင်ဗျားတို့နှစ်ယောက်ကိုဗျာသမင်းဖိတ်ပြီးတော့ကျိုးချင်ပါလေကျွန်တော်အိမ်မှာဆိုတော့သူကပါလေကျွန်တော်တို့မြန်မာဆန်ကျိုးစမ်းပါခင်ဗျားတို့မြန်မာလေးတက်လိအတိုင်းကျိုးစမ်းပါဟုတ်ပါမလားကျွန်တော်နော်ဟုတ်တယ်မြန်မာတက်လိအတိုင်းပဲစားကျင်တယ်ဆိုကောင်းပြီဖိတ်လိုက်ပြီးတော့မြန်မာတက်လိအတိုင်းပဲချစ်ချက်မယ်ဆိုတော့တစ်ကဝတ်တနီချစ်နော်ဝတ်သားရင်တစ်ခါသုံးဓာတ်သားယူပြီးနဲ့ဆက်ခလေးချက်ဘလောက်ကောင်းဝတ်တနီချက်ပစုံတုတ်ကြီးစီပြန်ခိုးတော့လာပစုံတွေပေါ်သေးတာဟုတ်ပစုံတုတ်ကြီးစီပြန်ချမောင်းဟင်းငပိရောဂျန်ရင်သီးပြုတ်တခါကြာနာမြန်မာဆန်းနားထောင်တဲ့လူကမသိကျွန်တော်တော့စားချင်လားနော်ပြီးရောဘာလို့လုပ်လဲကလထိုင်နဲ့စပွဲနဲ့မကြွေဘူးမြန်မာဆန်တာနှီးသင်ပြူးပြလေးစမ်းတန့်ရှင်းခင်းလိုက်အောင်ဖြစ်ပြီးတော့စပွဲဝိုင်းလေးနဲ့ချစပွဲဝိုင်းလေးပေါ်မှာတင်တယ်သူတို့ကဲဆရာကြီးတို့ကမြန်မာဆန်ဆိုမြန်မာတလကျွေးမယ်နော်လို့နော်ကလထိုင်နဲ့စပွဲနဲ့မကြွေဘူးဟောဒီမှာသင်ပြူးပြပေါ်မှာနော်စပွဲဝိုင်းပေါ်မှာစားပါလိမ့်မယ်စားမယ်ကျုပ်တို့ကဒါကိုလေ့လာနေတာထိုင်ပထမအုပ်စုအခက်ခဲတွေ့တာဂျာမန်မာကြီးဟာပြင်များပေါ်မှာဖြာပေါ်မှာကျုံမထိုင်တတ်ဘူးကျုံထိုင်ဖို့ဆိုတာမလွယ်ဘူးနော်ကျုံလည်းကျွန်တော်ကထိုင်နေကြမှာအမျိုးသမီးများသူကဝါတော့ပို့ပြီးတော့ခက်တယ်နော်ခက်တော့ကျွန်တော်ကနေကျုံထိုင်လေးကိုအသားလေးကိုဖြော့လိုက်ပြောရဒူးကောင်းနှလုံးပေါင်နှလုံးဟိုဘက်ပစ်လိုက်ပြီးတော့အသားလေးထိုင်လိုက်ဆိုသူလည်းကြိုးစားထိုင်တယ်အမေကျုံမရဘူးဗျာမရတော့သူကတင်မလင်းခွေးပုံမျိုးနဲ့ထိုင်ရတယ်ထားဆိုတော့သူကလည်းခေါင်းတူနဲ့ဆိုတော့ခက်အဲ့ရုံမှာတခါလဲသူဂျာမန်ကြီးကလည်းဘောင်းမီနဲ့ပဲဒါပေမဲ့သူကလည်းတင်မလင်းခွေးကောင်းမထိုင်တတ်ဘူးဗျာနော်မထိုင်တဲ့ထိုင်တိုင်းနဲ့သူခမများထိုင်ရစားထိုင်ပြီကောင်းပြီထမင်းစားတော့ကောင်းရော့လက်စီကြကြနဲ့ဇွန်ခေနဲ့မကြွေမမာပြီလက်နဲ့ပဲကျွေးမယ်ကျွန်တော်ဗမာတွေကလက်နဲ့ပဲစားလို့ရှိတယ်ဟုတ်တယ်အိန္ဒိယမှာလည်းအိန္ဒိယလူမျိုးတွေလက်နဲ့ပဲစားဟုတ်တယ်ကျွန်တော်တို့ကခင်ဗျာတောတွေပဲသွားလေ့လာတယ်တရားမှာ
ခုနှစ်အခုဆိုရင်60လောက်ကလက်နေပဲစားအကျုပ်တို့လည်းစားမှာပဲကဲစားဆိုပထမဆုံးထမင်းစားတော့ကဂျာမန်အမျိုးသမီးပမောက္ခကြီးကတော့ဒီလက်နဲ့မစားတာထမင်းကိုကျွန်တော်ကဝသားတုံးကြီးချပဲဝသားတုံးချပဲလက်နဲ့ထမင်းမှုလိုက်တယ်မှုပြီးတော့တစ်ခါစားဒီလိုမစားတော့ထမင်းကိုယူပြီးတော့ဒီလိုစားဟာနော်ထမင်းစားဒီလိုစားတယ်မလွယ်ဘူးနော်လက်နဲ့လည်းကျွန်တော်စားနေကြမဟုတ်လို့မလွယ်ဘူးနော်အဲ့ဒါပမောက္ခကြီးကပိုးဆိုးတယ်သူကထမင်းစားပြီးတော့သူကဘယ်လိုလုပ်လဲသူဇနီးဒီလိုစားတာအဆင်မပြေမှန်းသူကဒီလိုစားပြီးတော့ထမင်းကိုဒီလိုယူပြီးတော့ဒီလိုစားဒီလိုယူရဒီလိုစားဘယ်ထွက်ကြတာပေါ့ဒါနဲ့ကျွန်တော်လက်နဲ့စားဆိုလက်ကို၅ချောင်းဖြောက်လေးထားလိုက်အမေပြီးတော့လက်မလေးကိုဒီအပေါ်ကထားဒီအသားလေးသင်ပေးရဒါကြောင့်မှသူမနေ့ကျူးစားသင်ရအဲ့ဒီတော့နော်အဲ့ဒါကျွန်တော်ဗမာဒလိထုံးစံပြီးလက်နဲ့စားသောလူမျိုးများလက်နဲ့သာစားသောဒါဟိုပြည့်ကြနယ်ချက်ခစ်ကလက်နဲ့ပိုးတော်စားမယ်ဟာဟုတ်ခုနကအဖိုးကြီးနဲ့အဖွားကြီးလက်နဲ့စားတာကိုဓာတ်နဲ့ခင်းနဲ့မစားတတ်တာကိုရှုတ်ချမိတဲ့ဘုကပြားသည်စိတ်မကောင်းဖြစ်သူ့မှာသူမြင်သွားပြီငါကနိုင်ငံကြီးသားဖြစ်ချင်နေတော့အကောင်ဟာနော်သူတို့ဒလိအတိုင်းလက်နဲ့စားတာကိုဘာကြောင့်ငါဟာသရော်ရမယ်ငါလောက်သရော်လို့ရှိရင်ငါလောက်ညံ့ဖြင်းသောပုံကိုမရှိဆိုပြီးတော့သွားတောင်းမှန်ကျွန်တော်တောင်းမှန်သွားပါနော်စားပါလက်နဲ့ပဲစားဆိုပြီးတော့နောက်နေ့တွေမှာအမေအဖိုးကြီးဖွားကြီးအတွက်ဗာလေကြက်သားတွေဗာလေညာတွေဖဲ့တောင်ပြလိုက်ဘုကပြားသမီးနှစ်ယောက်ကဘာခေါ်မလဲရိုးသေးသေးဖြစ်တော့မြန်မာမြို့ကတော့နေရတာရှင်လန်းဆရာကြီးရှူတောင်းနေရတော့စိတ်ဝင်စားချက်ကြီးနေဟောကောင်းတယ်ကြည်နေရင်နဲ့နောက်တစ်နေ့လဲကြာတယ်ကြောင့်မနေ့စောကြီးမှာတခါလေအဖိုးကြီးကလာကြည့်တော့ခုနကလေသမားအဖိုးကြီးကဒီမဲလေဟိုဘဝိုင်းမှာလက်ဖက်ရည်ဝိုင်းမှာမနေ့၈နာရီလောက်စောကြီးချပြီးပြောကြဒီမဲလေသခင်ကြီးတို့လင်မယားနှစ်ယောက်ကောမြို့ဥက္ကရောမြို့ဥတို့ဇနီးမောင်နှံဟောကျောင်းဆရာဇနီးမောင်နှံကျုပ်ပြောကျင်တယ်တဲ့ဟာဟိုပြောပါဗျာအားလုံးအဆင်ပြေမှဘလူးမလည်းသူတို့ကိုနှိမ့်ချမှုမရှိတော့ဘူးနော်ဘလူးမလည်းမတရောတော့အားလုံးခင်မင်ရှိသွားမှာပဲပြောပါဗျာလက်ဆိုတော့ဆရာကြီးရွှေရောဟာသဘောကျသူကစာရေးဆရာမှတ်တမ်းတင်ညာကျွန်တော်တို့လိုပေါ့မှတ်တမ်းတင်ညာတော့ကြာဒီမဲတဲ့ကျုပ်တို့ဇနီးမောင်နှံငါပိုက်ဆံလို့ချမ်းသာလို့ဒီဒုတိယဓာတ်မှာတက်ပြီးတော့စီးနေတာမဟုတ်ပါဘူးဗျာလူကလေးကျေးဇူးကြောင့်ဒီဒုတိယဓာတ်မှာစီးနိုင်တာပါဟာလဲဆိုတော့ဆရာကြီးဘေးရသူကဟာလူကလေးဆိုတာဘလူလဲလူကလေးဆိုတာဘလူလဲဆိုတော့သူ့ရဲ့ဘေးကအဖွားကြီးကကိုရင်လူကလေးကြောင့်အပြောပြလိုက်အဘယ်တထောင်နဲ့ထောင်သူ့သားပြောပြတော့ဟိုကလူကလေးဆိုတာကျွတ်တူသားကလေးပဲဒီတော့မှလာပြီဇလန်းသင်္ဘောကသွားပြီးတော့ဂျုံနဲ့သင်္ဘောကဇလန်းနော်အဲ့တော့မှသူကကျွတ်တူကမန္တလေးနယ်ပသိမ်ကြီးရွာကလေ9 ဧကလောက်သာရှိတဲ့လယ်သမားဇနီးမောင်နှံမှာကျွတ်တူဆင်းရဲတယ်နော်ကိုယ်တိုင်လေ9 ဧကရှိပြီတဲ့ကိုယ်တိုင်လေလုတ်ကိုယ်တိုင်ရှာဖွေရတာတနေ့တော့ကောင်းကျင်တော့ကျွတ်တူမှာသားကလေးတယောက်ရလာဟာသားလေးကြီးကတော့နုနဲလေးတဲ့ကြံတန်မဟုတ်တော့ကျွတ်တူစိတ်ထဲမှာကျွတ်တူသားလေးကိုအလုတ်ကျမ်းမခိုင်းနိုင်ဘူးနော် white collar ဆိုတဲ့အလုတ်အပါပေါ့လေအလုတ်နုရုံနေပါထိုင်ရတယ်ပေါ့လေအလုတ်နုခိုင်းနေတယ်ဒီလိုခိုင်းမှလည်းငါသားလေးကပညာတတ်မှဖြစ်မယ်ဆိုပြီးတော့သွားပြီးတော့ဘုန်းကြီးကြောင်သွားပြီးတော့ဘေးရင်မေးတယ်ဘေးရင်မေးရတဲ့ဟိုကလည်းတခါတွက်ချဟာမင်းတို့သားလေးကမုတ်ချကြီးပွားမှာပညာတတ်ဖြစ်မှာအဲ့လိုကြီးကန်ကြီးရမှာလို့ပြောသူတို့ကသဘောကျတယ်သူတို့ရွာကမူလလန်းကျောင်းမှာသူသားလေးကိုထားတယ်နော်ထားတော့သူသားလေးကပညာထွန်းတယ်လေပညာထွန်းသားလေးကလည်းတယောက်တည်းပဲပညာထွန်းပြီးတော့လေးရန်အောင်တော့အင်္ဂလိပ်စာသင်နေတယ်အဲ့ကြောပါလေမန္တလေးကိုပို့တယ်
မန္တလေးမှာဆက်ပြီးကြောင်းထားမန္တလေးကြောင်းထားဖို့အတွက်ဘယ်လိုလုပ်လဲပိုက်ဆံလိုပြီနော်ခလေးကလည်းတဒံမိတဒံကြီးလာတော့ဘယ်လိုလုပ်ရလေ9 ဧကကိုလုတ်ယုံနဲ့မလောက်မငှတဲ့အတွဲမိဘနှစ်ပါးတနည်းကုန်လဲလုတ်ပြီးညံ့နေမှာထင်းခုတ်ပြီးတော့ထင်းကိုတခါလှဲပေါ်တင်းထင်းကိုလျှောက်ရောင်းရထင်းလဲခုတ်ရောင်းရတယ်လဲလုတ်ရတယ်သားကလေးကြောင်းနေဖို့ပညာတတ်ဖြစ်ဖို့နော်ဘလောက်ကြိုးစားအဲ့တော့ကျွန်တော်တို့ကဖတ်ပြီးတော့မျက်ရည်ကျကျွန်တော်တို့တက်ကတူရောက်အောင်လဲကျွန်တော်မိဘများသည်ဆင်းရဲခံကြောင်းထားရှာတော့နော်အဖိုးအဖွားတွေဖြစ်နေပြီနော်ကိုချင်းစာစိတ်ပေါ့ဟာငါအဖေမေလဲဒီလိုပဲတို့ကြောင်းထားမှာပဲနော်စိတ်ပေါက်လာဘုရားကလည်းကောင်းလိုက်တာအဲ့ကြောအဖိုးကြီးဖွားကြီးကဘယ်လိုဖြစ်လာလဲဆိုတော့ကြိုးစားထားတယ်အလုပ်လုပ်ထားကြောင်းပိတ်တဲ့အခါသားလေးကပြန်သားလေးကလည်းလိမ်ပါတယ်အကုန်မသုံးပိုက်ဆံလေးပါလေးစုပြီးတော့အဖိုးသူ့အမေအတွက်လုံကြီးလေးဝယ်လာတယ်သူ့အဖေအတွက်တပည့်ကလေးဝယ်လာခေါင်းပေါင်းစာလေးဝယ်ဟာသူ့ကျေးဇူးတင်အားကျုပ်သားလေးကသိလိမ်ပါတယ်ဗျာကျောင်းမှာနေရင်းနဲ့တောင်ကျုပ်တို့ကိုထောက်ပံ့ရှာဘာလေးထောက်ပံ့လဲဇိုင်းရွှေတော်လုံကြီးဝယ်လာတယ်ဗျာတဲ့ထက်ရက်တွေဝယ်လာတယ်ဗျာကိုကခေါင်းပေါင်းစာလေးဝယ်လာတယ်ကဲရှင်သူတို့ထောက်ပံ့တဲ့ငွေနဲ့ပဲသားသမီးကပြန်လေပြီးပေးတာမိပါလေပီတိဖြစ်မဆုံးနော်အဲ့ဒီလိုနဲ့သူပင်မခံတခါလေကြာနောက်ပိုင်းမှာကြာပူရေးအတန်းကြီးလာသူတို့ဘာမှကြကြညံ့မစားနိုင်ဘူးပါနေတိုင်းချမောင်ဟင်းနဲ့စားချမောင်ကအပေါ်ဆုံးပဲနော်ကြိုက်တယ်နော်ချမောင်ဟင်းကောင်းတယ်နော်ချမောင်ဟင်းနဲ့ပဇွန်စီပန်းနဲ့စားသိကောနော်ချမောင်ဟင်းနဲ့ဝတ်သားကြော်နဲ့စားသိကောဒါပဲချမောင်ဟင်းတမျိုးရဲ့စားကြည့်ပါမချမောင်စားကြည့်စမ်းပါလားတမျိုးတဲ့ဒီစမစားနဲ့အဖိုးရဖွားကြီးကချမောင်နဲ့စားပြီးတော့သားလေးကိုကြောင်းထားရှာတယ်နော်ကြောင်းထားလိုက်တာ10 တန်းဟုတ်ခက်က entrance စာမှုပဲ9 တန်းအောင်ဟာသားလေးကလည်းအင်္ဂလိပ်စာတစ်ခါတက်တယ်တော့သူရွာပြန်လာအလုပ်ကလည်းမရှိသေးဘူးမရှိတော့မှသူတို့ပသိမ်ကြီးရွာကိုဟိုခက်ကစတီးဘရာသာကတစ်ကုံတယ်နော် BOC ကအင်္ဂလိပ်ကြီးလာပြီးတော့အမဲပြစ်ကြတယ်သူကအပျော်ပေါ့လေအပြင်းပြေလာပြီးတော့ဒီဘက်မှာသမင်းကြီးဆက်တွေပါပေါ်တယ်ဆိုလာပြစ်ကြတော့ရွာထဲမှာကြည့်တော့အင်္ဂလိပ်စာတက်ဘယ်လိုရှိရဆိုဒီကောင်လေးကဆယ်တန်းအောင်နဲ့အဖိုးကြီးအဖွားကြီးရဲ့သာအင်္ဂလိပ်စာတက်တာလာခဲ့မင်းတို့ငါရဲ့တနက်ကိုထမ်းဆိုရသူခေါ်သွားသူကစကပြန်လို့အမေဆိုသူတို့တနတ်ထန်းကပိုက်ဆံလေးပဲပေးခဲ့လွယ်ကောက်လေးကတစ်ဖက်ကပိုက်ဆံရရင်ညာနေပြီးသူ့သဘောကျလို့ဆိုပြီးတော့စီဗရာသာကအရာရှိကြီးဟာခေါ်သွားပြီးတော့စီဗရာသာမှာအလုတ်ပေးလိုက်တယ်ကျုပ်သွားပြီးတော်လိုက်တာပြောင်းလေစီဗရာသာတစ်ကုန်နေခဲ့မာတစ်ကုန်မနီမှာအလုတ်ရသွားတယ်ဗျာဘာစားလဲစရေးလေးကစားရတယ်ဟာရပြီရင်သားလေးကလိမ်မာလိုက်တာဗျာပိုက်ဆံကြီးပုတ်ရှာတယ်ဗျာပြီးတော့တစ်နှစ်တစ်ခါလဲကျုပ်တို့ရှိလာတယ်လူလေးတဲ့လူလေးကသိလိမ်မာတာပဲတဲ့ဆိုလဲဆိုတော့ဆရာကြီးရွှေတော့နောက်ဘယ်လိုဆက်ဖြစ်သေးလဲဆိုတော့ကျုပ်သားလေးရတဲ့စရေးကနေစရေးကြီးကနေလက်ထောက်တစ်တော်အရာရှိလေးဖြစ်သွားတယ်ကျုပ်သားလေးတစ်တော်အရာရှိဖြစ်သွားပြီဗျာဖြစ်နေပြီတဲ့ဒါပေမဲ့တစ်ခါတစ်နှစ်တည်းလက်တစ်ခါတော့လာတယ်အိမ်အောင်မပြုတ်ဘူးဗျာအမေသူကသဘောကျအိမ်အောင်လည်းမပြုတ်သေးဘူးဗျာတဲ့ပြီးတော့ကျုပ်တို့လည်းပိုက်ဆံလှမ်းပို့တယ်ဒီနှစ်တော့ဗျာအဖေတို့အမေတို့ရေးတဲ့ကျုပ်အဖေတို့အမေတို့နဲ့တိုးကျင်ပေမဲ့အလုတ်ကမအားတော့ခွင့်မရတော့မပြန်နိုင်ဘူးတဲ့ဒီတော့သင်္ဘောလက်မှတ်2 ဆောင်အထက်တန်းဝယ်ပေးလိုက်ပါလေတဲ့အဲ့ဒီသင်္ဘောလက်မှတ်ကိုစီးပြီးတော့အဖေအမေတို့လိုက်လာပါဆိုလိုက်သွားမလို့ဘယ်လီလဲရွှေလီအင်းရွာကိုလိုက်သွားမလို့ဒါကြောင့်ဒီသင်္ဘောကိုစီးလာတာပါဆိုတော့ဆရာကြီးကတို့ကမေးကြခင်ဗျားတို့လိုက်သွားမှာတဲ့ဟိုမှာအပြီးနေမှာလားတဲ့သာအောင်မိခိုးလို့ဆိုဟာမနေပါဘူးဗျာကျုပ်ကအလုတ်လုံနိုင်သေးတယ်ဗျာကျုပ်အလုတ်လုံနိုင်သေးတဲ့ရွေးကိုအားကိုလုတ်ကြိုက်မှာပဲသားသမီးရှာစားလဲမစားရက်ပါဘူးဗျာပြောလိုက်တာမစားရက်ပါဘူးကဲ
ရက်နော်မစားရက်ပါဘူးသားလေးပြင်မမှန်လို့ရှာကဲမိပါနော်ဘယ်လောက်တော့ကျွန်တော်တို့ဆိုရင်ကျွန်တော်ဆိုရင်းကိုဆိုးတခါမစားရက်ပါဘူးတဲ့ဒါကြောင့်ကျုပ်တို့ခဏတစ်ဖြုတ်ပဲနေပြီးတော့ပြန်လာမှာပါနောက်ပြီးတော့သားလေးသူ့ဘာသူအိမ်အောင်ပြုမှာပေါ့ကျုပ်တို့ကဘာမှသားလေးရှိရမျောလင်းချက်မထားပါဘူးကဲမိပါပြီသားသမီးပေါ်ရစေလို့ငါ့ကိုကျွေးစေလို့တော့ဆိုတော့မျောလင်းချက်မထားဘလောက်ကျေးဇူးကြီးမှနော်ကျွန်တော်တင်ပြကြပါဗျာဒါနဲ့ဆရာကြီးရွှေတော့ကကောင်းပြီရွှေလေးအင်းအောင်တညအိပ်ရမယ်နောက်တနေ့ညနေလောက်မှရောက်မယ်ခင်ဗျားတို့ဘယ်လိုသွားလဲမပူနဲ့ကျုပ်သားလေးကလူလေးကလာကြိုမှာဗျာသင်္ဘောစိတ်ကိုလာကြိုမှာဆိုတော့ဆရာကြီးတို့ကဘေးရတယ်တော့မျောလင်းချက်ကြီးနဲ့သွားချတာဝင်းသားဆရာကောင်းတယ်တကယ်လို့သူသားလေးများလာမကြိုရင်ဒီအဖိုးကြီးဖွာကြီးချာလေတော့မှာပဲမသူ့ကိုချစ်ပြီးစိတ်ပူနေကြရှာသူကမှုတ်ဘူးကျုပ်သားလူလေးကလာကြိုမှာလူလေးဖြစ်တညအေးဒီမောကတော့ဂျုံနော်သွားရဲ့ဒီမောကဇလန်းနောက်တနေ့လဲကြာနောက်တနေ့တညအေးလမ်းမှာတညအေးပြီးဆဲသွားရွှေလင်းအင်းအောင်ရောက်တော့မယ်အရေးထဲမှာသင်္ဘောကပြက်တယ်ပေါ့နော်ပြက်သွားတယ်ဆိုတော့ဒီဇယ်တွေပါရှားလို့မဟုတ်ပါဘူးခေတ်ကဒီနော်သင်္ဘောပြက်သွားသင်္ဘောပြင်းနေအဖိုးကြီးဖွားရတခါလေနေပတိထိုင်မှာဖြစ်ရောက်ခံဒီမှာဒီသင်္ဘောလည်းပြက်ဒီမှာကရုလှေတွေပါရှိကရုလှေရပြလိုက်ဆင်းမယ်တော့နေပါဦးသင်္ဘောကမကြရင်ကောင်းပါပဲဆိုသင်္ဘောကပြင်းကောင်းသင်္ဘောကဝင်ဂျုံဒါပေမဲ့သင်္ဘောဝင်ချင်ရနောက်ကြမှောင်စားပြိုးတဲ့အချိန်မှာသင်္ဘောကရွှေလီချောင်းစပြီးဝင်တော့မှောင်နေတော့သင်္ဘောတစ်ခုလုံးကမိတွေထုံတာနော်မိတွေထုံကြတယ်သို့တော့အပြင်ဘက်ကိုကြည့်ရောမှောင်မဲဝဲဘက်ကန်းကြီးကြီးလဲမဲလေယာဘက်ကန်းကြီးလဲမဲအမှောင်နဲ့သို့တော့သင်္ဘောတဲကိုတော့မြင်ရတယ်အပြင်ကသင်္ဘောကတော့အပြင်ကိုမမြင်ရဘူးနော်ဂျုံနဲ့အင်းအောင်လိုက်သူတခါလဲအဖွားကြီးကလည်းတကောက်ဖာလေးတကောချီလိုက်ဖြီလိုက်နေပရိထိုင်တာဖြစ်သူ့ရဲ့လူကလေးနဲ့တွေ့ရမှာဒီကလည်းဆရာကြီးရွှေတောင်းတို့မြို့တို့ပါလေဒီအင်းအောင်မှာဆင်းရမယ်ကိုဆင်းဖို့တော့သတိမရနိုင်အဖွားကြီးလင်မရပဲကြည့်နေကြနော်သူ့သားလေးသူ့လူကလေးဟုတ်နေဘယ်လိုများတွေ့ကြမလဲနော်လာမတွေ့မှာမလားအမေသူတို့ကလည်းချုပ်တယ်စိတ်ပူနေဘိုးရကျုပ်လူလေးကလာမှာဗျအေးဆေးပဲအဖိုးကြီးရအမေအဖွားကြီးရတာတခါလေတကောက်ဖာလေးကိုကျိုးချီပြီးသားဖြီလိုက်သူကလှုပ်စိတ်စောနေတာအဲ့လိုဖြစ်နေတယ်မဩဇာပေးလိုက်ပြီအင်းရွာကိုရောက်တော့မယ်အင်းရွာကိုရောက်ခါနီးမှာဆက်လိုက်ပြီးထိုးပြီးတော့သင်္ဘောသွားဖြာဟိုဘက်ထိုးတော့ပထမအုပ်စိသစ်ပင်နဲ့နောက်ပြီးလိုက်တော့အင်းရွာစိတ်ကောင်းလည်းမြင်လဲမြောဖြူတွေ့လူတွေကိုလာပြီးတော့သင်္ဘောစောင့်နေလူတွေဟိုဘက်ကတော့မဲသစ်ပင်နဲ့ဒီဘက်ကတော့ဖြူလေးမြင်လိုက်လာတော့သင်္ဘောစောင့်နေလူတွေနားတော့ရောက်ပြီးကြိုတဲ့လူတွေရောက်ပြီးဆိုတော့သင်္ဘောအင်းရွာကိုတစ်ခါရွှေလီဝအင်းရွာသင်္ဘောကပြီးတော့သင်္ဘောကကုန်းပေါင်တောင်မချသေးဘူးစိတ်ခံကိုအရောက်မှာပဲမှောင်နေရနေပြီးအဖေတို့အမေတို့ဆိုတဲ့အသာပေါ်မှောင်နေသူသားရနော်မှောင်နေဆိုဒီဘက်ကမမြင်မှောင်နေကိုလှမ်းပြီးတော့ဟေးသားရေလူကလေးရေဟောင်းမလေးကောင်းတယ်အဖေအမေကပြန်လူဟိုကနေပြီးအဖေတို့အမေတို့လူလည်းမမြင်ဘူးအသာဒီကလည်းလူလည်းမမြင်လှမ်းတော့ဟေးသားရေလူကလေးရေဆိုအောင်ဆရာကြီးရွှေရောင်းတဲ့ရေးပုံကဒီအသံတွေလောက်သူ့ဘဝမှာသာယာသောကြည်နူးပဲကောင်းသောအသံတွေမရှိမကြခင်ပဲလူရတယောက်အသက်35နှစ်လောက်ရှိတဲ့လူရတောက်ကကြက်နန်းဝစ်စားပြီးတော့နော်ရင်းတခါလေတပည့်2ယောက်နဲ့သင်္ဘောပေါ်ကိုပြေးတက်လာတော့ဆရာကြီးကလူရကိုကြည့်တော့အမလေးလူရရဲ့မျက်နှာနော်ဘာလဲဆိုတော့ပြေးပစ်တယ်ဘယ်သူကပြေးသောရုပ်လက္ခဏာမုံရည်သောအမူအရာရှိသည်လူရတယောက်သည်ရှေးဦးစွာမိခင်အဖွားကြီးကိုပြေးပြီးတော့အမေဆိုဖက်ပြီးတော့မှအဖေဆိုဖက်
ဟိုကလေလူကလေးဆိုပြီးတော့ဖက်ပြီးတော့သင်္ဘောပေါ်ဆင်းသွားကြနောက်ကတစ်ဖက်ညက်ကအထုပ်ကြီးထမ်းလိုက်သွားတယ်ဇလန်းကဒါပြီးသွားတော့ဆက်ချင်သေးတယ်နော်ပြီးလဲသွားဆရာကြီးရွှေဦးတောင်းပါတို့ကဘယ်လိုဖြစ်လဲဆိုတော့သူ့အိမ်မှာကြံရင်ခဲ့တော့နော်သူကအဖေကမရှိတော့အမေကိုသွားတတိရတယ်ကြံတဲ့လူတွေကလည်းကိုယ့်အိမ်မှာရှိတော့သို့မဟုတ်ကွယ်လွန်လေပြီးတော့မိခင်ဖခင်တို့တတိယပြီးတော့မိဘကျေးဇူးကကြီးမားပါလားမိဘကျေးဇူးကြီးမားသလိုဒီလိုသားလိမ္မာမျိုးရဲ့ပြုစုဂရုစိုက်မှုကိုခံရခြင်းအားလည်းဝမ်းသာကောင်းပါလားဆိုရက်စာနေပဲညီကုန်းချုပ်သွားပါလေဝတ္ထုလေးအဲ့ဒီဝတ္ထုလေးဖတ်ပြီးဘယ်လိုများစိတ်ထိခိုက်မှာနော်စိတ်ထိခိုက်တယ်ဆိုတော့လေကြည်နူးခြင်းနှစ်သက်ခြင်းအရာသာနောက်ကြုံမှကျွန်တော်ဝတ္ထုအရာသာကြပြအရာသာလေးပြောချင်ပါလေအခုအဲ့ဒါလေးပြောချင်တာအဲ့ဒီဝတ္ထုလေးတစ်ပုဒ်ကျွန်တော်ဘဝမှာအသက်အရွယ်ကျွန်တော်16နှစ်တော့16နှစ်သားကစ၍ခဏအထိကျွန်တော်ဤဘဝမှာကျေးဇူးအကြီးဆုံးဒီမိခင်နှင့်ဖခင်သားလေးဖြစ်ပါတယ်ဆိုတော့ခံရခဏအထိပါပဲနော်အဲ့ဒါကျွန်တော်ပိုက်ဆံအိတ်တောင်ကြံခဲ့ကျွန်တော်ဒီသွားလိုက်ရအဲ့တော့ကျွန်တော်ဒါအကြောင်းပြုရတတ်နိုင်တယ်ဗျာနော်မိကနှစ်ပါးကိုကျွန်တော်ဒီပြုစုရစောင့်ရှောက်ခဲ့တော့သားကောင်းတယောက်ဖြစ်ခံယူပြီးတော့ဆောင်ရွက်ခဲ့ပါတယ်သို့တော်လည်းကျွန်တော်ကကျေးဇူးကိုကောင်းအောင်မဆက်နိုင်ပါဘူးကျွန်တော်အဖေအမေဒီကျွန်တော်ရဲ့မိသားစုရှိအောင်မှာကျွန်တော်အိမ်မှာပဲနေပါကျွန်တော်အိမ်ဦးခံမှာနှစ်ယောက်ကကွယ်လွန်သွားရှာပါတယ်ကွယ်လွန်သွားတဲ့ခါမှာကျွန်တော်ရဲ့အဖေနောက်ဆုံးဝေးသွားတဲ့ပစိုးစာလေးကတ်ကြီးလေးနဲ့ကိုက်သိမ်းထားနောက်တခါအမေကွယ်လွန်သွားအမေရဲ့လုံကြီးစာလေးကတ်ကြီးနဲ့ကိုက်သိမ်းထားပလတ်စတစ်လောင်းဓာတ်ပုံလေးနှစ်ခုနဲ့တွဲပြီးယူပြီးတော့ဆောင်ထားနော်ဆောင်ထားပြီးတော့ကျွန်တော်ကကားလွတ်စွာအမေရိကသွားတော့ကဘာတက်တပတ်ပတ်အနောက်ချမ်းဘက်ကလေမြန်စီအရှိချမ်းဘက်ကပြန်လာဟာဝိုင်ယီတို့ဂျပန်တို့ပဲပြန်လာအသွားတော့အင်္ဂလန်တို့ပဲဖြတ်ကျွန်တော်ဒီသွားလေရာမှာအဲ့ဒီအမေရဲ့ထမိန်စားအဖေရဲ့လုံကြီးစားနဲ့ဓာတ်ပုံလေးနှစ်ပုံအိတ်ထဲမှာထည့်ပြီးဆောင်ယူသွားပါလေနော်သူမရှိရှာတော့နောက်ဆောင်ယူသွားပြီးတော့နော်အမေအဖေရဲ့ဓာတ်ပုံအမြဲကတော့ပြီးတော့အမျှတန်းဝေးပါတယ်တတ်ဆုံးသမျှအမေအဖေအရွယ်ရှိတဲ့ဘိုးဘွားမိဘများကိုလည်းတတ်ဆုံးသမျှကျွန်တော်ဒီထောက်ပံ့ခြင်းပြုပါတယ်ကျွန်တော်ကတဆင့်ပြန်လို့ရေးပြောပြပါရစေနော်နောက်အချိန်လေး7မိနစ်ရအောင်မလားနောက်ဒါကတော့တကယ်ဖြစ်ပြဆိုတော့ကျွန်တော်ရဲ့သူနဲ့ကျေးဇူးကြီးလာမင်းနဲ့ဘာသူကမိဘကျေးဇူးပြောစေချင်ကျွန်တော်အဲ့ဒါပြောတော့အဲ့ဒီပြန်ပွားရေးလုပ်နေဥအောင်ကြီးဆိုတာရှိပါတယ်တနေ့တော့ခါကျွန်တော်နာဂိမုံတိုင်းဖြစ်ပြီးတော့တရုတ်ပြည်စီချွမ်းမှာငလင်ကြီးလှုပ်တယ်ခေါ်ငလင်ကြီးလှုပ်တဲ့အခါမှာဘယ်လိုဖြစ်လဲဝုန်းကနေကိုငလင်ကြီးလှုပ်ပြီးလူပေါင်း6000တခါတိုက်တွေပြိုကျအခန်းတွေပြိုကျအဲ့တော့တရုတ်ချက်ချင်းကြီးတပ်သားတွေတရုတ်တပ်မတော်သားတွေကယ်ဆယ်ရေးတပ်သားတွေခေါ်လဲအပြက်စီးကိုတူးကြအမြန်တူးတော့အချို့ရတယ်လူတွေရတယ်အလောင်းတွေဖြစ်သေးနေတချို့ရတယ်ဒဏ်ရာတွေနဲ့ဆေးရုံပို့ကြအဲ့လိုပဲတချို့လည်းမသေးပဲနဲ့ဒဏ်ရာတချို့လည်းသေဆုံးတော့အဲ့လိုအထက်မှာထူးခြားနော်ကျွန်တော်ရဲ့မိတ်ဆွေကတရုတ်ရုပ်မြင်သံကြားမှာကြည့်လိုက်ရသူကတရုတ်စကားတက်တာပြောပြဆရာကြီးကျွန်တော်ကြည့်လိုက်ရဘယ်လိုကြည့်လိုက်တော့အဲ့ထက်မှာအလောင်း2လောင်းထုတ်လို့ရယောက်ျားနဲ့မိန်းမအသက်40အရွယ်လောက်ရှိတယ်တရုတ်အမျိုးသမီးတရုတ်မျိုးသားဇနီးမောင်နှံ2ယောက်ထုတ်ယူတယ်ထုတ်ယူတော့သူတို့ရဲ့ရင်ခွင်ထဲမှာပိုက်ထားခလေးလေးကိုပိုက်ထားတယ်ခလေးလေးပါပိုက်ထားတရုတ်ချက်ချီတက်သားလေးအခုထုတ်ချကြည့်လိုက်ကောအဖေရသေးအမေရသေးခလေးလေးကအသက်ရှင်ဟာဆေးရုံယူသွားနော်နောက်သေချာသူစူးစမ်းတော့ဘယ်ဟုတ်ငလင်းလဲပြူကြအခန်းတွေမှာဝုန်းနဲ့တန်လိုမဲ့နာမဲ့စားတွေအကုန်လုံးကြွတဲ့ခါမှာကိုလာသားကလေးကိုအမေကရင်ခွင်ထဲမှာထားတယ်ပိုက်ထားဟ
ဟိုကကြွပါစေငါသားလေးမသေးပါစေနဲ့ငါမသေးရင်ငါသေးရင်သေပါစေငါသားလေးမသေးပါစေနဲ့သူ့ရဲ့ရှင်ခွင်နဲ့ကာကွယ်ထားတယ်သူ့ကိုယ်ခန္ဓာအဲ့ဒါကိုသူ့ရဲ့ယောက်ျားလည်းမြင်တော့ဟာငါသားလည်းမသေးပါစေငါဇနီးလည်းမသေးပါစေသူ့ရဲ့အပေါ်ကထပ်ကာကွယ်ထားတယ်နော်ဇနီးဘော်ကသူ့ခင်မောင်ကကိုကာကွယ်ပြီးတော့နေရင်းနဲ့အပြည့်အစည်းတွေဟိုလိုပြုတ်ကြတယ်ဒီကြအဲ့တော့အဖေရောတရုတ်အမျိုးသားရောတရုတ်အမျိုးသမီးရောသေသွားတယ်နှစ်ယောက်ကာကွယ်တာနော်သားလေးရတော့ရှင်ကိုလာသားလေးပြုစုတော့အမေဒဏ်ရာကြီးကြီးကျယ်ကျယ်တော့မရဘူးတရုတ်ရုပ်မြင်သားညာမှာပြနော်ပြပြီးတော့သူတို့တရုတ်ကလေးလေးကိုလာသားလေးကြည့်တော့ကြောဘက်မှာခုလူဘာလေးတွေ့ပါဟန်ဖုန်းလက်ကင်ဖုန်းသေးသေးလေးတွေ့တယ်လက်ကင်မှာခုလူပါဆိုလက်ကင်ဖုန်းလေးသူတို့ဆရာဝန်ကြီးတွေကယူကြည့်လိုက်ကြ message မှားတန်းလေးမှားထားတယ်ဘယ်လိုကမှားထားလဲသူ့အမေကမှားထားတယ်မှားတန်းလေဗျာဘယ်လိုမှားထားလဲဆိုနှစ်ကြောင်းနဲ့နော်သားကိုမမနဲ့ပါပါတို့အမြဲချစ်တယ်သားကြိုးစားပါယူစားပါဒါပဲဘလောက်မြိတ်ကြစရာကောင်းနော်အဲ့ဒါလေးမှားစာလန်းတို့တရုတ်ဆရာဝန်တွေဆရာဝန်ကဒါကြည့်ပါမြိတ်ကြနော်သားကိုမမနဲ့ပါပါတို့အမြဲချစ်တယ်သားကြိုးစားပါယူစားပါဒါပဲကောင်းတယ်နော်အဲ့ဒါကိုတရုတ်ဆရာဝန်ကြီးတွေသက်ဆိုင်ရာတွေကသိထားမယ်သူသားလေးအရွယ်ရောက်တဲ့ထဲမှာဟောဒီမှာဟေးပြန်မင်းမိဘနှစ်ပါးသည်မင်းအတွက်မင်းအသက်ကိုကာကွယ်ရေးသိဆုံးသွားသိဆုံးရင်ဟောဒီမှားတန်းလေးတော့မှားခဲ့တယ်ဒီအတိုင်းပဲမင်းဆောင်ရွက်ပါလို့ဆိုသူပေးမယ်တရုတ်ရုပ်မြင်လာညမှာကျွန်တော်ကြည့်ရတယ်ကျွန်တော်မိတ်ဆွေဦးအောင်ကြီးကလာပြောတယ်ဟာသွားပြောနေမျက်ရည်ကျကျွန်တော်လည်းနားထောင်နေမျက်ရည်ကျဟာဘယ်လောက်စမ်းအဲ့ဒါကို CIR ကလည်းအင်္ဂလိပ်ကိုထပ်တော့ပြလိုက်သေးတယ်လေဗျာဖြစ်ဆိုအဲ့တော့မိဘအောင်ကျွန်တော်တို့ကနော်ဘယ်သောအခါမှမိဘမေတ္တာသည်မချောက်ခံနော်မိဘမေတ္တာသည်အစဉ်သမုတ်တရားတဲ့တောင်မှနှစ်ဆိုင်ပါလေလို့ကျွန်တော်ကပြင်ပြခြင်းပါလေနော်အဲ့ဒါကြောင့်နောက်တစ်ခါတစ်ခုကဒါလေးနဲ့ဒီကုန်းချုပ်ပါဒီကုန်းချုပ်မယ်ဆိုတော့တိပိဋကမင်းကုန်းဆရာတော်ဘုရားကြီးတိပိဋကပိဋကသုံးပုံအာကုံဆောင်နိုင်တယ်နော်သဘောရေးဖြည့်တဲ့သိတယ်အဲ့ဒီမင်းကုန်းဆရာတော်ကြီးဘုရားကြီးဟာဗမာပြည်မှာ Guinness record မှတ်တမ်းမှာနော်ဗမာပြည်မှာညာအကောင်းဆုံးပုဂ္ဂိုလ်သည်တိပိဋကဒရာမင်းကုန်းဆရာတော်ကြီးဆိုတော့မှတ်တမ်းတင်ထားတယ်နောက်လူတွေကတော့တော့မတင်ဘူးသူ့တော့တင်ထားတယ်မှတ်ညာအကောင်းဆုံးပိဋကသုံးပုံကိုလွတ်လိုက်စဉ်စာမျက်နှာပေါင်း8600ရှိဒါကိုအလွတ်ပိုင်ဟရတယ်ဗျာနော်ပိုင်ဟရတဲ့သဘောတရားနဲ့သိပိဋကသုံးပုံအာကုံဆောင်နိုင်လို့တိပိဋကဒရာတိပိဋကကောဝိဒဘွယ်ရတော့မင်းကုန်းဆရာတော်ဘုရားကြီးသည်နော်သူ့အမေကညဉ့်ညံ့နေပဲသူ့မှာညီတယောက်ရှိတယ်သူ့ညီကပစ္စည်းဥစ္စာမဆင်းရဲချမ်းသာတိတ်တော့မချမ်းသာပြီတင်းနေရှိပါသို့တော့သူ့အဖေကမင်းကုန်းဆရာတော်အဖေကမရှိတော့အမေတယောက်ပဲကြာနော်ကြာနာသူ့ညီကမဆောက်ရှောက်တော့သူကခေါ်ထားတယ်သူ့ကျောင်းတိုင်းကဇေယျမှာကြာနာထားသူစားဥစားပြားတွေသူကပေးခိုင်းတယ်မေရောသွားကျွေးပန်းသီးလေးရဆိုပန်းသီးလေးသွားကျွေးဟင်းလေးရဟင်းသွားထားတော့သူ့မေကငါသားရဲ့ငါဘုန်းကြီးကျောင်းမှာကြာရှိမနေနိုင်ဘူးငါရွာပဲပြန်နေတယ်ကဲဒါပြီးအမေရွာပြန်ရွာသူ့ရဲ့တကားလေးပတ်စံပေးပြီနော်ရွာမှာအမေတို့အိမ်လေးကြာနာဆောက်ပေးပါဆောက်ပေးတယ်ပြီးတော့အမေကိုပြုစုစောင့်ရှောက်ဖို့ပဲဆွေမျိုးတွေကဘလူတွေခေါ်ထားပါဆိုခေါ်ထားတယ်ခေါ်ထားပြီးတော့တစ်နှစ်တစ်ခါလူကြုံနဲ့သူ့အမေကြိုက်တတ်တယ်နော်သူ့အမေဟာလုံကြီးဘယ်လိုအဆင်ကြိုက်တယ်ဘယ်လိုအင်းကြီးကိုကြိုက်တတ်တယ်ဆိုတော့တစ်နှစ်တစ်ခါဝဲပို့တယ်အမေငွေကြေးလည်းဝိထုငွေလည်းထောက်ပံ့တယ်နော်မပူမင်းနေရအောင်လည်းထောက်ပံ့တယ်အဲ့လိုသားလိမ့်မှမျိုးကြီးရှိပါနော်ထောက်ပံ့လိုက်တာနောက်ဆုံးကြတော့ရင်းနဲ့မိခင်ကအိုးပြီးတော့ကွယ်လွန်သွားတာပေါ့ခင်ဗျာကွယ်လွန်သွားတော့သူ့အမေရဲ့ရုပ်ကလပ်ပြင်ထားသူလည်းသွားတခေါ်တယ်သူသားအောင်မလီဖက်
ပြီးတော့ငိုကြည့်တော့ငိုတော့ဆရာတော်ကြီးကဘာလို့ပြောဟေးငိုကွာငိုမင်းသေအောင်ငိုကွာဆရာတော်မင်းမေတော်ကြီးအသက်ရှင်နေရတော့မင်းပြုစုစောက်ရှောက်ခြင်းမပြုပါနဲ့အခုသေမလာပြီးတော့ငိုကွာငိုကွာငါကတော့မငိုတော့ဘူးငါဝအောင်စောက်ရှောက်ပြီးဆိုတော့ကအေးဒီဝန်မင်းကတီဗီကမင်းတို့ဆရာတော်ကြီးနော်အဲ့ဒါမှတ်တမ်းရှိပါတယ်ခင်ဗျာအဲ့ဒါကြောင့်ကျွန်တော်တို့လေမိခင်ဖခင်ကျေးဇူးရှင်များရှိတဲ့ပုဂ္ဂိုလ်များသည်နော်တက်ဆုံးသမျှစောင့်ရှောက်တော်မူပါဗျာစိတ်ချမ်းသာအောင်ထားတော်မူပါကျမ်းမာအောင်ထားတော်မူပါလို့ကျွန်တော်ကမသိခင်လေးအခုကျွန်တော်82နှစ်နော်အခုနာယူသောကျွန်တော်ရဲ့တူတွေတူမတွေကျွန်တော်မိတ်ဆွေတွေတောင်းပန်ပါတယ်နော်တတ်နိုင်သမျှစောင့်ရှောက်ပါပြုစုပါလှုပ်ကြွေးပါနော်အကယ်၍မိဘနှစ်ပါးမရှိရင်လည်းရောက်ခမကိုမိဘလိုသဘောထားပြုစုပါစောင့်ရှောက်ပါအဲ့ဒါဒီအားလို့မရှိခဲ့သည်ရှိရင်လည်းဘိုးဘွားများသက်ကြားအိုများအဖို့ဟောင်းလားစောင့်ရှောက်ပါလို့ကျွန်တော်ကပြောရင်းနဲ့ဒီနေရာမှာပဲညီကုန်းချုပ်ပြစေခင်ဗျာ